အားလုံးမင်္ဂလာပါဒီနေ့ဖခင်သခင်ရဲ့မျက်မှောက်တော်ကိုမတိုးဝင်ခင်မှာကျွန်တော်အနေငယ်နှုတ်ကပတ်တော်အဖြစ်ခွန်အားယူရအောင်ချစ်တော်သားမသီးများသင်ဝိညာဉ်စုကျေးဇူးတွေရပြီလားသားမသီးများသင်ဝိညာဉ်အသီးတွေကိုတည်ပြီလားဒီနေ့ဝိညာဉ်စုကျေးဇူးတွေလိုအပ်တယ်လို့ဝိညာဉ်အသီးတွေလည်းလိုအပ်ပါတယ်တချို့ကအသီးသီးပြီးစုကျေးဇူးမရှိဘူးတချို့ကစုကျေးဇူးရှိပြီးအသီးမသီးဘူးဒီနေ့ဝိညာဉ်စုကျေးဇူးတွေကဘာအတွက်လဲဆိုတော့ဝိညာဉ်စုကျေးဇူးကိုပြောတဲ့အခါမှာဝိညာဉ်စုကျေးဇူးက၃ပိုင်းရှိပါတယ်ကျွန်တော်တို့ပညာထိုးထွင်းခြင်းစိတ်ဝိညာဉ်တို့ကိုပိုင်းခြားခြင်းဒီ၃ခုကတော့ဘုရားသခင်ရှိကလာတဲ့ revelation ဖွင့်ပြခြင်းနဲ့ဆိုင်တဲ့စုကျေးဇူး၃ခုဖြစ်ပါတယ်နောက်ထပ်စုကျေးဇူး၃ခုကတော့ယုံကြည်ခြင်းနမိတ်လက္ခဏာတို့ကိုပြခြင်းအနာရောဂါငြိမ်းခြင်းစုကျေးဇူး၃ခုရှိပါတယ်ဒီစုကျေးဇူး၃ခုကတော့တကူပြနိုင်တဲ့ powerဖြစ်စေတဲ့ gift တွေဖြစ်ပါတယ်နောက်ထပ်အတန်စုကျေးဇူး၃ခုရှိပါတယ် vocal gift ၃ခုကတော့ prophet ပြုခြင်းအမျိုးမျိုးသောဘာသာစကားပြောခြင်းထိုဘာသာစကားရဲ့အနက်ကိုပြန်ခြင်းဒီစုကျေးဇူး၃ခုကတော့အတန်အားဖြင့်စုကျေးဇူးတွေကိုလက်တွေ့အသုံးချနိုင်တဲ့အရာဖြစ်ပါတယ်ဒီစုကျေးဇူး၃ခု၉ခုလုံးသည်ဘုရားသခင်ထံမှလာတဲ့အလကားပြီးတဲ့အခမဲ့အဖိုးကိုမပြီးပဲရရှိသောစုကျေးဇူးများဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြန်မာလိုပြောတဲ့ခါမှာစုနဲ့ကျေးဇူးနဲ့ပြောတဲ့ခါမှာနားမလည်နိုင်ဖြစ်မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုစုဆိုတာကတော်လို့တက်လို့အတန်းထဲမှာပထမရလို့ဆိုင်စာကုန်းပြိုင်ပွဲမှာစုရတယ်ဆိုတာကတော်လို့ရတာစုဖြစ်ပါတယ်သို့တော်လဲကျေးဇူးဆိုတာကတော့ဘာမှမရှိလဲမတော်လဲမတက်လဲအညံ့ဆုံးသောသူဖြစ်နေလဲကျွန်တော်တို့ပေးလို့ရတဲ့အရာကတော့ကျေးဇူးလက်ဆောင်ဖြစ်ပါတယ်ဒါကြောင့် spiritual gift ဝိညာဉ်လက်ဆောင်များဒီဖခင်သခင်ကတော်လို့တက်လို့ပေးခြင်းမဟုတ်ပဲသူပေးခြင်းတဲ့လူကိုပေးတာဖြစ်ပါတယ်ဒါကြောင့်တယောက်နဲ့တယောက်ရရှိတဲ့ gift စုကျေးဇူးခြင်းဝိညာဉ်လက်ဆောင်ခြင်းမတူပါဘူးခုန9ခုတည်းကကိုရနိုင်တဲ့အရာအကုန်လုံးကိုလိုချင်တဲ့အရာအလုံးကိုဖခင်ကပေးမှာဖြစ်ပါတယ်တိုးတော်လည်းပဲစုကျေးဇူးဒီဘာအတွက်လဲဆိုတော့စုကျေးဇူးရဲ့ရည်ရွယ်ချက်သည်အသင်းတော်ကိုတည်ဆောက်ဖို့ဖြစ်ပါတယ်တန်ရှင်သောဝိညာဉ်တော်အပြင်တဘာဝလွန်နမိတ်လက္ခဏာတွေသည်အသင်းတော်ကိုတည်ဆောက်ဖို့ရန်အတွက်ဖြစ်တယ်အသင်းတော်တည်ဆောက်တဲ့အခါမှာသုံးရမယ့်ကရိယာတစားပလာတွေဖြစ်တယ်ကိုပိုင်အည်ချင်းမဟုတ်ဘူးကိုပိုင်အည်အသွေးမဟုတ်ဘူးကိုတော်လို့မဟုတ်ဘူးကိုလုံနိုင်လို့မဟုတ်ဘူးကိုကြောင့်မဟုတ်ဘူးဖခင်သခင်ပေးတော်မူသောဝိညာဉ်တော်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်အသင်းတော်ကိုတည်ဆောက်တဲ့အခါမှာကိုယ့်ရဲ့တကူကောင်းတကူတော်အစွမ်းပြဖို့ရန်သုံးဖို့မဟုတ်ပဲခရစ်တော်ရဲ့ကိုယ်ခန္ဓာအသင်းတော်ကိုတည်ဆောက်ဖို့ရန်အတွက်ဖြစ်တယ်ဒါကြောင့်ဖခင်သခင်ရဲ့အမှုတော်ကိုဆောင်ရွက်မဲ့လူကိုဖခင်ကပေးတာဖြစ်တယ်အသင်းတော်ကိုတည်ဆောက်မဲ့လူကိုပေးတာဖြစ်တယ်ဒါကဘာအတွက်ပေးတာလဲဆိုတော့နောက်ဆုံးရှင်းလေးပြောရမယ်ဆိုရင်တော့ဖခင်သခင်သည်တကူရှိသောဖခင်သခင်သည်အနန္တတကူနဲ့ပြည့်စုံသောဖခင်ဖြစ်တယ်ဒါကြောင့်သူရှိကလာတဲ့အနေငယ်သောတကူကိုလူတွေကိုဝင်ငှပေးတာဖြစ်တယ်ထိုအရာသည်လည်းသခင်ယေရှုခရစ်တော်ကိုဥတည်ခြင်းဖြစ်ပါတယ်အနာရောဂါငြိမ်းခြင်းသည်ခရစ်တော်ကိုဥတည်တယ်အံ့ဩဖွယ်နမိတ်လက္ခဏာသည်ခရစ်တော်ကိုဥတည်တယ်နတ်ဆိုးနှင်ထုတ်ခြင်းသည်ခရစ်တော်ကိုဥတည်တယ်အရာအလုံးခရစ်တော်ကိုမြင်ဖို့ရန်ဧဝံဂေလိအမှုတော်ပြီးမြောက်ဖို့ရန်အတွက်အသုံးပြုရတာဖြစ်ပါတယ်ဥမာအားဖြင့်ပြောရရင်ကျွန်တော်တို့အရင်တုန်းကတူနဲ့တန်နဲ့လွှာနဲ့ဖြတ်ရတယ်เนาะကျွန်တော်လက်သမားတရားတိုးတော်လဲဒီခေတ်မှာထိုအလုတ်တီကိုပုံမူမြန်ဆန်အောင်လွှာသည်လဲမော်တာနဲ့လွှာဖြစ်လာတယ်เนาะကျွန်တော်တို့အလုတ်လုတ်တဲ့ခါမှာလဲတိုင်းတာတဲ့ပေနဲ့တိုင်းတာတဲ့ခါမှာလဲလေဆာနဲ့တိုင်းတာအလုတ်တီပုံမြန်လာဥမာဆိုတော့ကျွန်တော်ပယံလုတ်တဲ့အုပ်စီတဲ့ခါမှာကျွန်တော်အရင်တုန်းကဘီလက်မြေဖြော်ရတယ်တိုးတော်လဲအခုကဘီလက်မြေဖြော်ဆက်ရှိတယ်ဒါကြောင့်ဘီလက်မြေဖြော်ဆက်ရှိတိုင်းပိုကောင်းတဲ့ပယံစရာဟုတ်တာမဟုတ်တာထက်အလုတ်ပိုပြီးမြန်ပြီးတာဖြစ်ပါတယ်ဒါကြောင့်ဖခင်သခင်ကကျွန်တော်တို့ကိုစုကျေးဇူးဆိုတဲ့ဝိညာဉ်လက်ဆောင်ပေးခြင်းသည်အလုတ်မြန်လှုပ်ဆောင်နိုင်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒုတိယတစ်ချက်ဝိညာဉ်အသီးဆိုတာကတော့ဘာလဲဆိုတော့ကျွန်တော်တို့အထေးကနေပေါက်ဖွာလာတဲ့ကြီးထွားလာတဲ့ခရစ်တော်ရဲ့ဇယိုက်လက္ခဏာခရစ်တော်ရဲ့ character ဖြစ်ပါတယ်ဆိုတော့
အသီးတွေကချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှည်ခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနူးညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းဆိုပြီးဖယားသခင်ကယနေ့ကျွန်တော်တို့ကိုပေးတဲ့ဆုကျေးဇူးတွေကဖယားအနာကိုနီးကပ်လာလေလေအတွင်းဝိညာဉ်ကပြောင်းလဲလာလေလေအတွင်းစိတ်နှလုံးထဲမှာဖယားသခင်က inside out အထေကအတွင်းစိတ်သဘောကိုဖယားသခင်ကပြုပြင်ပြောင်းလဲပေးတဲ့အခါမှာအထေကစိတ်သဘောတွေပြောင်းလဲလာတယ်စိတ်ပုတ်တဲ့လူမုန်းတတ်တဲ့လူမကြာခဏဖြစ်တတ်တဲ့လူသူ့ရဲ့အတွင်းစိတ်ဝိညာဉ်တွေကခရစ်တော်နဲ့တူလာတဲ့အတွက်အရင်လိုလူဇာတိနဲ့မတွေ့တော့ဘူးဇာတိနဲ့မသွားတော့ဘူးဇာတိနဲ့မမြင်တော့ဘူးဇာတိနဲ့မဆုံးဖြတ်တော့ဘူးဒါကြောင့်ဝိညာဉ်အသီးတွေရဲ့ရည်ရွယ်ချက်ကအတွင်းလူရဲ့ဇယိုက်လက္ခဏာ character ကိုပြောင်းပေးဖို့ဖြစ်တယ်အသက်ရှင်ပုံပြုမှုပုံပြောဆိုပုံတွာလာပုံလောက်ကင်ပုံလူတွေကိုဆက်ဆံပုံဒီခရစ်တော်နဲ့ပို့ပြီးတူလာမှာဖြစ်တယ်စုကျေးဇူးတွေကချက်ချင်းတွန်းလောင်းတာဟုတ်ပေမဲ့ဝိညာဉ်အသီးတွေကတော့အထေးကနေမွေးမြူရတယ်ပြုစုရတယ်ပြိုးထောင်ရတယ်အပင်လေးတစ်ပင်ရှင်သန်လာမယ်ပေါက်ဖွားလာမယ်အမြင့်တွယ်လာမယ်အရွက်တွေထွက်လာမယ်တဖြည်းဖြည်းနဲ့ကြီးထွားလာပြီးမှအသီးကိုသီးတယ်ယနေ့ခရစ်တော်နဲ့တူလာဖို့ကျွန်တော်ရဲ့အသက်တာကိုအတွင်းဝိညာဉ်တွေကနေပြုစုပြိုးထောင်ရပြီးမှတဖြည်းဖြည်းကြီးထွားလာရတာဖြစ်ပါတယ်ဒါကြောင့်ယနေ့ကျွန်တော်တို့နောက်ဆုံးပန်းတိုင်ကတော့ခရစ်တော်နဲ့တူလာမယ်နှလုံးသားပြောင်းလဲလာမယ်ပတ်ဝန်းကျင်မှာခရစ်တော်ရဲ့အလင်းကိုလင်းပြနိုင်တဲ့သူတွေဖြစ်လာမယ်ခရစ်တော်ရဲ့တန်ရှင်းခြင်းကိုဖော်ပြနိုင်တဲ့လူတွေဖြစ်လာမှာဖြစ်တယ်ကျမ်းစာထဲမှာတော့အဲ့ဒီအသီးတွေကိုspiritual fruit တွေကိုအပင်နဲ့အသီးနဲ့နိုင်ထားတယ်။ဘာကြောင့်လဲဆိုတော့အပင်တစ်ပင်ကရင့်ကျက်မှအသီးကိုတီးနိုင်တာဖြစ်ပါတယ်။ယနေ့ကျမတို့လူတစ်ယောက်ဖယားသခင်နဲ့ဘလောက်အမြင့်တွယ်ပြီးဖယားသခင်နဲ့ဘလောက်ကြီးထွားနေလဲဆိုတာသူ့ရဲ့အသီးကိုကြည်လို့ရတာဖြစ်ပါတယ်။ဒါကြောင့်ယနေ့ကျွန်တော်တို့ရှင်းအောင်ပြန်ပြီးပြောရမယ်ဆိုရင်ဝိညာဉ်စုကျေးဇူးသည်အလုံးလုံးဖို့ရန်ဖြစ်တယ်ဝိညာဉ်အသီးသည်တော့ခရစ်တော်၌ဘလောက်အစိကြအပင်ပေါက်နေပြီလဲဆိုတဲ့သူ့ရဲ့အကျင့်စာရိတ္တကိုဖော်ပြနေတာဖြစ်တယ်ဝိညာဉ်စုကျေးဇူးတွေကတော့ဖယားသခင်ရဲ့အလိုတော်တိုင်းဝိညာဉ်တော်ရဲ့အလိုတော်တိုင်းချက်ချင်းပေးတာဟုတ်တယ်သို့တော်လည်းပဲဝိညာဉ်အသီးတွေကတော့ဖယားနဲ့အတူရှောက်လန်းပြီးမှတဖြည်းဖြည်းနဲ့ကျွန်တော်တို့အတွင်းကနေအပြင်အထိပြောင်းလဲလာမှာဖြစ်ပါတယ်ဝိညာဉ်စုကျေးဇူးတွေကိုဖယားသခင်ကပေးခြင်းတဲ့လူကိုပေးလို့တဲ့အတိုင်းပေးပေမဲ့ဝိညာဉ်အသီးကတော့လူတိုင်းယုံကြည်သူတိုင်းသိရမှာဖြစ်ပါတယ်လူတိုင်း prophet မဖြစ်နိုင်ပေမဲ့လူတိုင်းချစ်ခြင်းအသီးတော့သိရမှာဖြစ်ပါတယ်နောက်ဆုံးယနေ့ကျွန်တော်တို့ဝိညာဉ်စုကျေးဇူးတွေရလာတဲ့အခါမှာဖယားသခင်ရဲ့တကူတော်ကိုဖော်ပြပြီးတကူတော်နဲ့အမှုတော်ကိုစောင့်နိုင်တယ်ဝိညာဉ်အသီးကတော့အသက်တာရင့်ကျက်မှုကိုဖော်ပြတာဖြစ်ပါတယ်တချို့လူတွေကအသီးရှိတယ်တချို့လူတွေကစုကျေးဇူးရှိတယ်စုကျေးဇူးရှိတဲ့လူတွေကစုကျေးဇူးကိုဦးစားပေးတယ်အသီးရှိတဲ့လူတွေကအသီးကိုဦးစားပေးတယ်သို့တော်လည်းဒီနေ့ကျွန်တော်ခွန်အားပေးခြင်းပါတယ်အသီးလည်းလိုအပ်တယ်လို့စုကျေးဇူးလည်းလိုအပ်ပါတယ်ယနေ့အကျင့်စာရိတ္တမကောင်းတဲ့အကျင့်စာရိတ္တခိုင်မာမှုမရှိတဲ့ဝိညာဉ်စုကျေးဇူးတွေဒီအလွန်ကြောက်ဖို့ကောင်းပါတယ်ဘာကြောင့်လဲဆိုတော့သူဒီစုကျေးဇူးကိုအသုံးပြုပြီးတစ်ချိန်မှာသူ့အတွက်သူအသုံးပြုတော်မှာဖြစ်ပါတယ်ဖယားသခင်ရဲ့အမှုတော်ကိုအတွက်ကိုအသုံးပြုတော့မှာဖြစ်ပါတယ်မတရားသောသူကြဆုံးရတဲ့အရာဒီစုကျေးဇူးကိုသူ့ရဲ့ဝိညာဉ်အသီးနဲ့မတွဲထားလို့ဖြစ်ပါတယ်လူတစ်ယောက်ကဝိညာဉ်စုကျေးဇူးရှိလို့စကားပြောကောင်းတယ်နှုတ်ကပတ်တော်ဝေငှတာကောင်းတယ်တရားဟောတာကောင်းတယ်နှဆိုးတွေနဲ့ထုံနိုင်မယ်သူ့တော်လေသူ့မှာဝိညာဉ်အသီးမရှိတဲ့အတွက်သူကမချစ်တတ်ဘူးသူကစိတ်မရှိဘူးသူကအားရင်လူကိုဟောက်နေမယ်စူနေမယ်သူ့ရဲ့အတ္တကိုသူရှေ့တန်းတင်မယ်ကိုယ့်အတွက်ကိုပဲရှေ့တန်းတင်ပြီးကိုမိသားစုကောင်းစားရေးနော်ကိုဆွေမျိုးကောင်းစားရေးတွားနေပြီဆိုရင်တော့သူဒီအသီးမရှိဘဲနဲ့စုကျေးဇူးပဲရှိနေတယ်စုကျေးဇူးမရှိဘူးအသီးပဲရှိနေမယ်ဆိုရင်လေကိုယ့်ရဲ့ကောင်းတဲ့အရာကိုပဲကျွန်တော်တို့ဖော်ပြနေမှာဖြစ်ပါတယ်ဒါကြောင့်ကောရိန္သုဩဝါဒစာခန်းကြီး73မှာပထမဆုံးခန်းကြီး73မှာတမန်တော်ကြီးရှင်ပေါလုကပြောတယ်ဘလောက်ပဲစုကျေးဇူးတွေရှိပါစေအသီးမသီးရင်တော့မေတ္တာမရှိရင်တော့လင်းကွင်းကဲ့သို့ဖြစ်နေမှာဖြစ်ပါတယ်ချစ်တော်သားမသည်များယနေ့ကျွန်တော်တို့အသက်တာမှာအသီးတွေသီးပြီလားစုကျေးဇူးတွေကိုလက်တွေ့အသုံးချနေပြီလားဖ
ဖယားသခင်ကသင်ကိုအလုံးလုံးနိုင်မဲ့စုကျေးဇူးကိုပေးတဲ့ကဲ့သို့အဲ့ဒီစုကျေးဇူးတွေကိုသခင်ချီဆောင်ရာနေ့ရက်တိုင်အောင်ဆက်လက်အသုံးပြုနိုင်မဲ့အသီးတွေကိုခြံခတ်ပြီးမဲ့အသီးတွေကိုကျွဲတွေနွားတွေစုကျေးဇူးတွေကိုကျွဲတွေနွားတွေလာမစားအောင်ခြံခတ်ပေးပြီးကျွန်တော်တို့ကိုကာကွယ်ပေးတဲ့အရာကတော့အသီးဖြစ်ပါတယ်သခင်ချီဆောင်ရာနေ့ရက်တောင်ခရစ်တော်ကိုစစ်စစ်ကြည့်လက်ဖယားသခင်ရဲ့အမှုတော်မှာယနေ့ကျမတို့လက်မလျှော့ပဲဇွဲမလျှော့ပဲနောက်ဆုံးသခင်ချီဆောင်တဲ့နေ့ရက်မှာတာတုသစ္စာရှိသောငယ်သားကောင်းအဖြစ်ကျွန်တော်တို့ဖယားသခင်ထံကချီးကျူးတဲ့စကားနှစ်သက်ဖွယ်သောစကားကိုရရှိဖို့ရန်အတွက်စုကျေးဇူးနဲ့အသီးနဲ့တွဲပြီးအသုံးပြုရအောင်ဖယားသခင်တည်တတ်တော်မူသောနှလုံးသားအတိုင်းအသက်ရှင်နိုင်သောအသက်တာနဲ့လှုပ်ဆောင်နိုင်သောတာမန်သူများရောက်စီတိုင်းဖြစ်ပါစေလို့ဒီညကနေဆုတောင်းပေးပါတယ်အရောက်တိုင်းဖျားရှင်ကောင်းကြီးပေးပါစေဒီနေ့ရင်ခုန်စွာနဲ့စိတ်လှုပ်ရှားစွာနဲ့ဖယားသခင်မျက်မှောက်တော်ကိုဆက်လက်တိုးဝင်ရအောင်ဟာလေလုယာဟာလေလုယာ
ဟာလေလုယာဟာလေလုယာဒီနေ့ဖခင်သခင်ရဲ့မျက်မှောက်တော်မှာအတူတူတိုးဝင်ကြမယ်ဒီနေ့ဖခင်သခင်ကိုချီးမွမ်းကြမယ်ဟာလေလုယာယနေ့ကျွန်တော်တို့ဖခင်သခင်မျက်မှောက်တော်ကိုတိုးဝင်ခြင်းရရှိတဲ့အခွင့်အရေးကတော့သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်မြတ်ကြောင့်ဖြစ်ပါတယ်ခရစ်တော်မပါဘဲဖခင်သခင်ထံကိုမရောက်ပါခရစ်တော်ရဲ့အသွေးတော်မပါဘဲဖခင်သခင်ရဲ့မျက်မှောက်တော်ကိုမရောက်ပါခရစ်တော်ရဲ့ကယ်တင်ခြင်းမပါဘဲဖခင်သခင်ရှိကိုမရောက်ပါယေရှုခရစ်တော်ရဲ့အသွေးတော်စေကြောခြင်းမပါဘဲအိမ်တော်သားမဖြစ်ပါအသွေးတော်မပါဘဲယနေ့ဖခင်သခင်ရဲ့မျက်မှောက်တော်မှာယနေ့ဖခင်သခင်ရှိရဲ့ကောင်းကြီးမင်္ဂလာတွေကိုထုတ်ယူနိုင်ခွင့်မရှိပါယနေ့အသွေးတော်အဖြစ်အပြစ်စေကြောခြင်းရှိတယ်ဟာလေလုယာအသွေးတော်အဖြစ်လွတ်မြောက်ခြင်းရှိတယ်အသွေးတော်အဖြစ်ယနေ့ဖခင်သခင်ရဲ့လွတ်မြောက်ခြင်းတွေကိုခံစားရတဲ့ခွင့်ရှိတယ်ယနေ့အသွေးတော်အဖြစ်အပြစ်ရှိသည်များကိုစေကြောလျက်မိုးပွင့်ကဲ့သို့ဖြူစင်ခြင်းအခွင့်ကိုအသွေးတော်ကယနေ့ကျွန်တော်တို့ကိုပြုစုပေးတာဖြစ်တယ်အသွေးတော်ကကျွန်တော်တို့ကိုလှူဆောင်ပေးတာဖြစ်တယ်ယနေ့ယေရှုခရစ်တော်ရဲ့အသွေးတော်ကိုလိုချင်ပါတယ်ယနေ့အသွေးတော်ကိုကျွန်တော်တို့တောင်းတပါတယ်ယနေ့အသွေးမပါလေမဖြစ်ပါယေရှုခရစ်တော်ရဲ့အသွေးတော်ကိုယနေ့ကျွန်တော်တို့ပေါ်မှာထပ်မံသွန်လောင်းပေးပါလို့နှလုံးသားကိုဖွင့်လျက်အတူတူကတောင်းလျှောက်ရအောင်အသွေးတော်ကိုသွန်လောင်းပေးပါအသွေးတော်ကိုသွန်လောင်းတော်မူပါအသွေးတော်ကိုသွန်လောင်းတော်မူပါယနေ့အဖို့မဖြတ်နိုင်တော်မူသောယေရှုခရစ်တော်ရဲ့ကြီးမားလာစွာသောစင်ကြယ်စေသောအသွေးတော်ဖြောင့်မတ်စေသောအသွေးတော်စေကြောတော်မူသောအသွေးတော်ယနေ့ကျွန်တော်တို့ကိုဖခင်သခင်ရဲ့မျက်မှောက်တော်သို့အစီတာမရှိဝင်ရောက်စေသောသခင်ယေရှုခရစ်တော်ရဲ့အသွေးတော်ကိုကြိုးဆိုပါလေလို့နှုတ်ကနေအာရပါရဝင်ခံလျက်ကြိုးဆိုလျက်အသွေးတော်ကိုကြိုးဆိုရအောင်ယေရှုခရစ်တော်ရဲ့အသွေးတော်ကိုကြိုးဆိုပါလေယေရှုခရစ်တော်ရဲ့အသွေးတော်ကိုကြိုးဆိုပါတယ်ဒီနေ့ကျွန်တော်အတွက်ကျွန်တော်မိသားစုအတွက်ပေးလုံးအသင်းတော်အတွက်ယေရှုခရစ်တော်ရဲ့အသွေးတော်ကိုသုံးလောင်းတော်မူပါယေရှုရဲ့အသွေးအဖို့မဖြတ်နိုင်သောအသွေးတန်ရှင်းစေသောအသွေးဖြူစင်စေသောအသွေးကိုသုံးလောင်းတော်မူပါလူမြောက်စေပြီးအဖို့ဖြတ်နိုင်သောယေရှုသွေးတော်ဖြင့်လမ်းဆက်ကြည်ဝမ်းစေပြီးရှင်လက်ဝမ်းမြောက်စေပြီးအဖို့ဖြတ်နိုင်သောယေရှုသွေးတော်ဖြင့်的心，不偏爱到耶稣已醉倒，要是这边面貌多天，耶稣已醉倒偏，我要的只能一扎马西欧，让爱这边，我偏妈妈是一直的偏心哦，多年耶稣可以。A great up here. Straight up, movie. Lunya, baby. A boom that night of Jesus, great up here. Let's say, G1 baby. Shilla, one down, baby. A boom that night of Jesus, great up here.ယေရှုသွေးတော်အဖို့ပြတ်နိုင်သောယေရှုသွေးတော်အဖို့ပြတ်နိုင်သောယေရှုသွေးတော်သရှိမှုသောယေရှုသွေးတော်သရှိမှုသောယေရှုသွေးတော်သရှိမှုသောယေရှုသွေးတော်ရွှေနှုတ်မှုပြီးလွန်မြောက်စေပြီးအဖို့ပြတ်နိုင်သောယေရှုသွေးတော်ဖြင့်လက်ဆက်ကြည်ဝမ်းစေပြီးရှင်လက်ဝမ်းမြောက်စေပြီးအဖို့ပြတ်နိုင်သောယေရှုသွေးတော်ဖြင့်အစနဲ့ထပ်မပြီးချီးမွမ်းရအောင်ယေရှုရဲ့သွေးဟာလေလုယာအသွေးတော်ကိုသုံးပြီးတော့ယေရှုဟာလေလုယာကိုကိုချီးမြှောက်ပါတယ်သရှင်အဖို့ဖြတ်နိုင်သောယေရှုဤသွေးတော်ရောက်ရှိစေပေမျက်မှောက်တော်တဲ့ယေ
ရှု၏အသွေးတော်ဖြင့်ဘုရားနဲ့ကျွန်တော်ဤကြားမရှိတော့ရန်အားနေစေပေဘာတိမမရှိဒီချိန်ကင်းစင်တော်ဘုရားယေရှုခရစ်အသွေးတော်ဖြင့်ရှုသွေးတော်ဖြင့်တော်ယေရှုသွေးတော်ဖြင့်သွေးတော်ဖြင့်ဟာလေလုယာယေရှုရဲ့သွေးအသွေးဘုံမပြတ်နိုင်သောအသွေးတော်ကိုလက်ခုပ်တီးပြီးချီးမွမ်းပါတယ်ဟာလေလုယာယေရှုရဲ့အသွေးတော်ကိုဆွဲခိုင်းတယ်။သခင်ခြေတော်ရင်အရက်ကိုကျွန်တော်တိုးဝင်ရအောင်။ Hallelujah ယေရှုရဲ့သွေး Hallelujah အသွေးတော်ကိုဆွဲခိုင်းတယ်။သခင်ခြေတော်ရင်ရက်ကိုကျွန်တော်တိုးဝင်လာပါတယ်။အသွေးတော်ကိုဆွဲခိုင်းလျက်သခင်ရဲ့ခြေတော်ရင်ရက်ကိုတိုးဝင်ရအောင်။သခင်ကိုကိုးကွယ်ရအောင်။ Hallelujah Hallelujahယေရှုရဲ့သွေးအဖြစ်ကိုရောရဲ့ထံတော်မျက်မှောက်တော်ကိုတိုးဝင်လာပါတယ်ကိုရောကိုကိုးကွယ်ပါတယ်ကိုရောကိုချီးမြှောက်ပါတယ်ကိုရောနာမတော်ကိုချီးမြှောက်တယ် Hallelujah Hallelujah အိုးယေရှုရဲ့အသွေးအဖြစ်အပြည့်ညစ်ကြေးကင်းရှင်နေအပြည့်ညစ်ကြေးကင်းရှင်နေ Hallelujah အသွေးတော်ယေရှုရဲ့သွေး Hallelujah 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 A pienya che kinshin so moy na si na lein changa tin de do a word sa si yin lia chano bo a twa long chong so lu li dem shi pi pi so noi twi so the king ye gwin ba Chana Shia The King Chido Yasi Doing Labi Doing Yepi The King Chido Yasi The King Yedam Chung God
ချမ်းသာ Hallelujah Oh dear da 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 အပြင်းကြီးကင်းရှင်စွာမွေးနေစီနဲ့လိမ့်ချင်ကတင်တဲ့သောအဝတ်တစားစီရင်လျက်ကျွန်တော်ဘဝအတွက်လုံးကြုံဆုံးလူလေးသိမရှိပြည်ပြည်စုံနှွေထွေးဆုံးသခင်ရဲ့ရှင်ဝင်မှာကျွန်တော်လာပြီးသခင်နဲ့တယောက်တည်းတွေ့ဆုံမြေငြိမ်ဝချစ်ချမ်းသာရှိရာ The King Chido yes doing love me doing give me The King Chido yes The King down there run show God Chicha, doing la be, doing la be. Good on Tano, doing la body, good on the key, yeah, Chido, yeah. Oh, the key and Chido, yeah. Good on you, Tano, one Choronia. Hallelujah. Oh, the King is Shupaya. Great Yanaro, good to body. Oh, great Namago Chimya Bari Guru. Guru Chimwa Mari Guru. Guru Mataba Chado Hayabashi. Great Chino Yamachano Chamaro, Yamulia Kuro, great Namago Chimya Bari. The King and Chino Yama. The King of Chimwaya. Dancing Sada, the King of Chimya, the King of Kuwaya, the King of Legion of Jamari and Mekanshi, the King of Legion of Jamari and Legion Pija, the King of Kuwaya. Hallelujah. Oh, Yamato Mania, Shia, the King and Chido Yama, Great Yanaro, La Babare, oh, yeah, Alicia Yeshu. The keys Chido Yama Pizone Oh Ying the Chim Pizone Nui Twitchy She's a day One Yow See day Oh The King Atane Luan Showed all the key Yama Jode The King Nama Jimya Bade The King the King Ali Oh Jino Chimaro Poma Season Sebakuro Guru Inama Guchimya Bade Hallelujah Hallelujah Shiyarada Oh the King Yama National winning of Piazza Gabione, National winning of Yalone, look your chingo beanie, hallelujah, that's inside of the King of Chimwaya. Oh, the King of Chido, Yama, Chialo Jesus, the King and the outer dream, the King Shido, yet you know Shido, yet you see my girl. Oh, the Achado Bataka, the King of Chimwaya, go away out.
Chiro yeah Oh yeah da 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 You say da 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 You say da 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 You say ya ba 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 ka she Oh yeah da 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 You say ya da ba 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 You say ya da 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 Chiro yema oh do tell you could go go be mari could shada baga city the king chiro yeah doing The king yeah chiro yin yeah see The king yeah dane luan chung do ya To know dry yin wu chin chan da Doing la be doing la de Doing a come Good Chino Yamajino Chimado Tambi Jesus in a good The king ye dane luan chong do ni ya The king ye chine luan chong do ni ya Jini chino twa nyi wi chin chan ta ko pit si do The king ye mye mau to ku sway ko ba Jini chino ye nyi wi chin chan ta ko pit si do ya di The king ye mye mau to phit pa le Jini The king atu pa shi chin phit pa le Jini The king ye atu pa shi chin ko jo so pa le Jini ko ro Kamiro Taura Pia, you need to know tomorrow Lema send the Chalaba. Taro Yeshu Krito Pia, you need to know tomorrow Lema send the Chalaba. That Shindo Winning of Pia, you need to know tomorrow Lema Guru send the Chalaba. Zene Inia Makuro Lushaba, Inia Makuro Lushaba, Inia Makuro bone on a Piba, Dinia Makuro the Guru on a Piba. Zene a genius Sondo Kamiro Taura Pia Guru Google Bari. A genius Sondo Taro Yeshu Krito Pia Guru Google Bari. Zene a genius Sondo that Shindo Winning of Pia, Green Yamauto, you need to know tomorrow. Guru Google Bari, Guru Ma Lui Google Yamashiba, Guru Ma Lui Chimios Yamashiba, Guru Ma Lui Generuma Agos Yamashiba, Guru Ma Lui Generuma Achado Payamshiba, Guru Dalin the Surido Paya, Guru Dalin the Surido Attashino Budo Tarapia Pijan Generupian Guru Shima Pianle Google Bari, the Green Namaru Pianle Chimia Bar Guru, Hallelujah, Jesus Tenegoro. Jini account mo zondo pia chimia zondo pia go ya jin ko dole Jesus tene jini pinlong athino kulong kri myamok to ma pian le swe kho bare jini athino ne atu kri myamok to ma to win bare athino e nalong da ko ro let to ma anan bare athino e winyin ko ro let to ma anan bare athino afi ko ro pyu do ji ma la so do maha amu ro mya alon ko ro let to ma anan bare ji ma la so do namai lakhana mya alon ko ro let to ma anan bare ko ro nit ta liet Guru Lakano Mubakuro, Sini Athena Guru Pondima, Athena Guru Pubiba, Athena Tinamyaboma, Tashino, Winino, a time Sam Shikro, Tamakro Tonama, Guru Tonam Tado Winino, the Guru Jesutine, Tamakro Tonama Guru, a time a shame sheet, a time a Sam sheet, Guru Tamakro Tonama, a Yosidan with Tashino Winino on the Pilia, Winino Lampiamu can you let, then Ewing Gaily no Kabata Yarogo, Ino Sono Kalama, Ye Yenswa, hope you're Tati Kayado Queen. Guru Piva Mija, Guru Letoma Anabari. Hallelujah. Hallelujah. Jenichino Jamaru, the King Yeshu Krito, Machuala Nama Mijao, Pesu Tasi needed, Mateyado to Nepamba Yago, a Turqua Tachapuya. Mateyado to Nerqua, a Bamba Yarua, a Pinelia, Chatiswa, a Mianto, Dancing Piva Mija, Ea to Jipito.
သခင်ယေရှုခရစ်တော်ဖျားထံမှာတိုင်ချက်ဖွင့်ပါလေမတရားသောသူတွေကွာအပေါင်းပါများတို့ဟာပြည့်နေလျက်ချက်တီးစွာအမြန်ဆုံးဒဏ်စီပေးပါမိကြောင်းတရားသူကြီးဖြစ်သောသခင်ယေရှုခရစ်တော်ဖျားထံမှာတိုင်ချက်ဖွင့်ပါမတရားသောသူတွေကွာအပေါင်းပါများတို့ဟာအပြည့်နဲ့လျက်ချက်တီးစွာအမြန်ဆုံးဒဏ်စီပေးပါမိကြောင်းတရားသူကြီးဖြစ်သောသခင်ယေရှုခရစ်တော်ဖျားထံမှာတိုင်ချက်ဖွင့်ပါလေဟာလေလုယာသခင်ယေရှုခရစ်တော်ဖျားဒုတိယကြိမ်အမြန်ဆုံးကြွလာပါယုံကြည်သူကိုချီဆောင်ပါလို့နှလုံးသားအကျွမ်းမဲနဲ့အတူတကွပြန်လဲတောင်းလျှောက်ရအောင်သခင်ယေရှုခရစ်တော်ဖျားဒုတိယကြိမ်အမြန်ဆုံးကြွလာတော်မူပါယုံကြည်သူကိုချီဆောင်တော်မူပါသခင်ယေရှုခရစ်တော်ဖျားဒုတိယကြိမ်အမြန်ဆုံးကြွလာတော်မူပါယုံကြည်သူကိုချီဆောင်တော်မူပါသခင်ယေရှုခရစ်တော်ဖျားဒုတိယကြိမ်အမြန်ဆုံးကြွလာတော်မူပါယုံကြည်သူကိုချီဆောင်တော်မူပါယေရှုတင်ပါရခင်ယနေ့ကျွန်တော်ကျမတို့ခရစ်မျက်မှောက်တော်မှာတုံးဝင်ပါတယ်ယနေ့ခရစ်နှုတ်ကပတ်တော်ကိုကိုရောဆေးလက်ပါယနေ့တန်ရှင်သောဝိညာဉ်တော်ကိုကိုရောထမ်းမဲ့ကိုရောဆေးလက်ပါအရောက်စီတိုင်းရဲ့နှလုံးသားထဲမှာယနေ့ကိုရောဖွင့်ပြလို့သောစကားယနေ့ကိုရောဖွင့်ပြပါကိုရောပြောမဲ့စကားကိုရောယနေ့ကျွန်တော်ကျမတို့ကိုရောနားလေရတော့ခွင့်ပေးပါယနေ့ဝိညာဉ်တော်ဖျားယနေ့နားလေနိုင်သောနှလုံးသားကိုပေးပါယနေ့ကိုရောဖွင့်ပြလို့သောအရာကိုကျွန်တော်ကျမတို့ဝိညာဉ်မျက်စိတွေကိုကိုရောဖွင့်ပါဝိညာဉ်နားတွေကိုကိုရောဖွင့်လျက်ရှင်းလင်းစွာနားလေရတော့ခွင့်ကိုရောပေးသနာတော်ပါထို့ပြင်မကထို့နှုတ်ကပတ်တော်သည်ယနေ့ကျွန်တော်ကျမတို့အတွက်အသိတတ်တတ်မှုပဲနဲ့ကျွန်တော်ကျမတို့ဘဝအတ္တမှာစစ်မှန်စွာလိုက်ရှောက်အသက်ရှင်ဖို့ရန်အတွက်လည်းဖြစ်စေတော်မူပါဖျားရှင်ယေရှုတင်တယ်ယေရှုတင်တယ်ယနေ့ဘုန်းကြီးခြင်းအားလုံးဂုဏ်ပြုခြင်းအားလုံးပိုက်ဆိုခြင်းပိုက်ထိုက်ခြင်းအခွင့်အာဏာအလုံးစုံတွေကွာယနေ့ကျွန်တော်ကျမတို့ရဲ့ကိုးကွယ်ခြင်းရည်ချီးမွမ်းခြင်းရည်အလုံးစုံခမည်းတော်ထာဝရဘုရားသားတော်ယေရှုခရစ်တော်ဘုရားတန်ရှင်သောဝိညာဉ်တော်ဘုရားလက်တော်မှာပြန်လဲစက္ကန့်အနက်နဲ့ခါမှာတပါးဒီသောသားတော်မြတ်သောယေရှုခရစ်တော်ဘုရား၏နာမကိုသာမြည်ပြုလျက်အလွန်ယိုသေးစွာဖြင့်ဆုတောင်းစက္ကန့်အနက်ကြပါတဲ့အဖမြတ်စွာသောဘုရားသခင်အာမင်အာမင်ဟာလေလုယာအရောက်တိုင်းယေရှုတင်ပါတယ်ဖခင်မျက်မှောက်တော်ကိုဆက်လက်တုံးမရအောင်နှုတ်ကပတ်တော်ကိုဆက်လက်ခံယူရအောင်အရောက်တိုင်းဖျားရှင်ကောင်းကြီးပေးပါစေဟာလေလုယာအရောက်စီတိုင်းယူဆောင်လာတဲ့ပူဇော်တကာများအားလုံးဆေဘုတ်ဖုဗန္နာငွေများအားလုံးနဲ့တကွအလှူဗန္နာများအားလုံးကိုခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်ဖျားထံမှာအတူတကွစက္ကန့်အနံ့ရအောင်ခမည်းတော်ထာဝရဘုရားသားတော်ယေရှုခရစ်တော်ဖျားတန်ရှင်သောဝိညာဉ်တော်ဖျားကိုရောကိုယေရှုတင်နေယနေ့တာမသီများကိုရောကိုချစ်လက်ကိုရောမျက်နှာကိုထောက်လျက်နှလုံးသားထဲမှစီးဆင်းလာသောချစ်ချင်းမြတ်တာအဖြစ်အသင်းတော်ကိုချစ်သောချစ်ချင်းမြတ်တာအဖြစ်အသင်းတော်မှာတာဝန်ထမ်းဆောင်နေကြသောလေဝိသားများကိုချစ်သောချစ်ချင်းမြတ်တာအဖြစ်ယူဆောင်လာသောပူဇော်တကအလုံးစုံယေရှုနာမနဲ့ကောင်းချီးပေးလက်ခမည်းတော်ထာဝရဘုရားသားတော်ယေရှုခရစ်တော်ဘုရားတန်ရှင်သောဝိညာဉ်တော်ဘုရားကိုရောလက်တော်မှာပြန်လည်စက္ကန့်အနံ့ပါတယ်ကိုရောနှစ်သက်လျက်ကိုရောလက်ခံတော်မူပါဆေဘုတ်ဖို့အဖြစ်ပါဝင်သောတာမန်များရောက်စီတိုင်းတို့ပေါ်မှာဆေဘုတ်တဖို့ဂတိတော်ရှိသည့်အတိုင်းမိုးကောင်းကင်ဗန္နာတိုက်တကားပေါက်တို့ကိုဖွင့်လျက်ကောင်းကြီးမင်္ဂလာကုန်စင်သုံးလောင်းမှာကိုက်စားဖြည့်ဆည်းတဲ့သောကောင်းရှိများကိုရောဆုံးမပေးပါဇဘစ်ဥယျာဉ်၌အခတ်တိုင်းတို့သည်တည်တည်လျက်မင်္ဂလာရှိရသောခွင့်ကိုရောပေးပါဆေဘုတ်ဖို့ပေးပြီးလက်ထဲမှာကြံရှိသောကောင်းကြီးမင်္ဂလာများတွေမှာပူဇော်တကားအဖြစ်၎င်းအပတ်စဉ်တနင်္ဂနွေနေ့ပေးလူပါဝင်သမျှအားလုံးယေရှုနာမနဲ့ကောင်းချီးပေးပါတယ်။ကောင်းစဉ်အမျိုးမျိုးနဲ့ပေးလူသောပေးလူမှုအားလုံးသခင်ယေရှုနာမနဲ့ကောင်းချီးပေးလက်ကိုရောလက်တော်မှာပြန်လဲစက္ကန့်အနှံ့ပါတယ်ကိုရောဧဝံဂေလိအလူငွေများအဖြစ်၎င်းကြွယ်ဝပြည့်စုံသောတတ္တသင်္นานအသုံးပြုဖို့ရန်အတွက်ပေးလူပါဝင်သမျှအားလုံးအတွက်တော်၎င်းဗိမာန်တော်များတိဆောက်ဖို့ရန်အတွက်မြေကွက်များဝယ်ယူဖို့ရန်အတွက်ပေးလူပါဝင်သမျှအားလုံးအတွက်တော်၎င်းဗိမာန်တော်မှာတာဝန်ထမ်းဆောင်နေကြသောလေဝိသားများစားသုံးဖို့ရန်အတွက်ပေးလူပါဝင်သမျှအားလုံးအတွက်တော်၎င်းကျမ်းစာကျောင်းသူကျောင်းသားများဆရာဆရာမများအတွက်
ရှေ့လာမဲ့ဘုရားသခင်ရဲ့အမှုတော်မှာအစေခံမဲ့သူများအတွက်စိုက်ပျိုးသောထိုမျိုးစေ့များအားလုံးတက်တော်၎င်းယေရှုနာမနဲ့ကောင်းချီးပေးလက်ကိုရောလက်တော်မှာပြန်လဲစက္ကန့်အနံပါရဲထုတ်ပြမကမြန်မာနိုင်ငံနဲ့တကွကဘာအဝမ်းမှာလူအပ်နေသောသူမိမိတို့ကဲ့သို့မစားနိုင်သောသူအားနည်းနေသောသူတဘာဝဘေးအန္တရာယ်ခံစားနေရသောသူများကိုခရစ်တော်ရဲ့မျက်နာတော်ကိုထောက်ရက်ခရစ်တော်ရဲ့ချစ်ချင်းမြတ်တာအဖြစ်ပေးလူပါဝင်သမျှအားလုံးသခင်ယေရှုနာမနဲ့ကောင်းချီးပေးလက်ကိုရောလက်တော်မှာအနံပါရဲအရောက်တိုင်းရဲ့ပေးလူသမျှတစ်ချက်တိုင်းတို့သည်ကိုရောရဲ့အထံတော်မှာစည်ရင်ဝင်လျက်ရှိသောကြောင့်ယေရှုတင်နေအရောက်တိုင်းရဲ့နှလုံးသားကိုကြည်လျက်ကြွယ်ဝသောကောင်းကြီးမင်္ဂလာပြန်လည်သုံးလောင်းတော်မူပါတာမတ်များရောက်စီတိုင်းတို့သည်အိမ်မှာနေတဲ့ခါမှာမင်္ဂလာရှိစေပါအိမ်ပြင်သို့ထွက်တဲ့ခါမှာမင်္ဂလာရှိစေပါစကားပြောတဲ့ခါမှာမင်္ဂလာရှိစေပါအမီးမဖြစ်ဘဲခေါင်းဖြစ်ရသောခွင့်ကိုတော်ပေးပါအထက်လူကြီးများရဲ့ရှေ့မှာမျက်နှာပွင့်လန်းရသောခွင့်ပေးပါမိမိရဲ့လှုပ်ဖို့ဆောင်ဘက်များရဲ့အလယ်မှာခရစ်တော်ရဲ့အလင်းကိုလင်းပြနိုင်တော်သူဖြစ်စေပါမိမိရဲ့လက်အောက်ငယ်သားများကိုလည်းခရစ်တော်ရဲ့ချစ်ချင်းမေတ္တာနဲ့အညီဆွဲခေါ်နိုင်တော်သူများဖြစ်စေတော်မူပါဝိညာဉ်ရေးရာမှာနောက်ထပ်ဝိညာဉ်ခြေလှမ်းအသစ်ကိုလှမ်းရတော်ခွင့်ပေးပါစုကျေးဇူးအရာမှာစုကျေးဇူးတွေနောက်ထပ်တစ်ခုထပ်မံ၍ရရှိလက်တွေ့အသုံးပြုရတော်ခွင့်ပေးပါဝိညာဉ်အသီးများအရာမှာဥက္ကတော်အသီးများသည်တည်ကြည်သောအသီးချိုမြိန်သောအသီးသခင်ဖျားနှစ်သက်သောအသီးကိုတီးနိုင်သောသူများဖြစ်ပါမည်အကြောင်းယေရှုနာမနဲ့ကောင်းချီးပေးလက်ကိုရောလက်တော်မှာစက္ကန့်အနံပါရဲထုတ်ပြမကကိုရောမိမိရရှိထားသောစုကျေးဇူးကောင်းကြီးမင်္ဂလာအစွမ်းအစအဖြစ်ဘုရားသခင်ရဲ့အမှုတော်မှာပြန်လည်ပါဝင်နေသောသားသမီးများအားလုံးယေရှုနာမနဲ့ကောင်းချီးပေးပါရယ်ကိုရောနှစ်သက်လျက်ကိုရောလက်ခံတော်မူပါဤကဲ့သို့ကိုရောအမှုတော်ထဲမှာပါဝင်ခြင်းကြောင့်တာမတ်သမီးများရဲ့ပါဝင်မှုအားလုံးတို့သည်နေ့ရက်စဉ်တိုင်းမှာတိုးပွားလျက်များပြားလျက်မိမိကိုယ်တိုင်ပြန်လည်ရိတ်သိမ်းလျက်မိမိတို့ကျဲလိုက်သောမျိုးစေ့အဖြစ်လည်းကိုရောအစတရာထက်မနည်းသောကောင်းချီးမင်္ဂလာနေ့ရက်အစဉ်တိုင်းပြန်လည်ရည်သိမ်းခံစားရသောသူများဖြစ်စေတော်မူပါဘုရားရှင်ယေရှုတင်တဲ့အရောက်စီတိုင်းရဲ့မိသားစုထဲမှာစင်ရဲ့ခြင်းဝိညာဉ်စိုးယေရှုနာမနဲ့မောင်းထုတ်ပါတယ်စင်ရဲ့ခြင်းဝိညာဉ်စိုးယေရှုနာမနဲ့မောင်းထုတ်ပါတယ်စင်ရဲ့ခြင်းဝိညာဉ်စိုးယေရှုနာမနဲ့ကုန်စင်မောင်းထုတ်ပါတယ်အရောက်တိုင်းရဲ့မိသားစုတွေကကိုတော်ဆွဲထုတ်ပေးပါဖျားရှင်ယေရှုတင်တဲ့ထုတ်ပြမကအရောက်စီတိုင်းရဲ့မိသားစုထဲမှာရှိသောကောင်းကြီးခိုးတတ်သောနတ်ဆိုးကောင်းကြီးခိုးတတ်သောဝိညာဉ်ယေရှုနာမနဲ့ချီနှောင်ပါတယ်ယေရှုနာမနဲ့မောင်းထုတ်ပါတယ်တန်ရှင်သောကောင်းမြတ်များအကုန်စင်ဆွဲထုတ်ပဲရှားပေးပါယနေ့ကျွန်တော်တို့ရရှိသောကောင်းကြီးမင်္ဂလာများတို့သည်ကိုရောရဲ့အမှုတော်အတွက်ပေးလူပါဝင်ခြင်းသည့်အတိုင်းပါဝင်လျက်မိမိတို့ကောင်းကြီးမင်္ဂလာများကိုမိသားစုနဲ့အတူဝမ်းမြောက်စွာပျော်ရွှင်စွာသုံးဆွဲလျက်ပျော်မွေ့လျက်ကိုရောပြီးသောကောင်းကြီးမင်္ဂလာကိုခံစားလျက်ခရစ်တော်ကိုကိုးကွယ်သောသူများတို့သည်မိကဲ့သို့သောကောင်းကြီးမင်္ဂလာခံစားရကြောင်းကိုယနေ့ပင်လုံမိသားစုများအဖြစ်ဤလူလောကအလယ်မှာကိုရောရှင်းလင်းစွာကိုရောဖော်ပြတော်မူပါဘုရားရှင်ယေရှုတင်ပါတယ်ယနေ့ယူဆောင်လာသောဗန္နာငွေအားလုံးနဲ့ကအရောက်စီတိုင်းတို့ရဲ့ခန္ဓာစိတ်နှလုံးအတွေးခေါ်အကြံစီပုံကြီးခြင်းဂုဏ်ပြုခြင်းအရာရာအားလုံးခမည်းတော်ထာဝရဘုရားသားတော်ယေရှုခရစ်တော်ဘုရားတန်ရှင်တော်ဦးတော်ဘုရားလက်တော်မှာပြန်လဲစက္ကန့်အနှံ့တဲ့အခါမှာတပါးဒီတော်သားတော်မြတ်သောယေရှုခရစ်တော်ဘုရား၏နာမကိုသာမီပြုလျက်အလွန်ညိုသေးစွာဖြင့်ဆုတောင်းစက္ကန့်အနှံ့ကြပါတယ်အဖမြတ်တော်ဘုရားသခင်အာမင်အာမင်ဟာလေလုယာအားလုံးပဲမင်္ဂလာပါယခုကဲ့သို့နှုတ်ကပတ်တော်ဝင်ငါခွင့်ကိုအသစ်တစ်ဖန်ပြန်လည်ပြီးတော့ရရှိတဲ့အတွက်ခမည်းတော်သားတော်တရှင်သောဝိညာဉ်တော်ဖယားနေတကွအသင်းတော်ကိုထူးပဲကျေးဇူးတင်တာဖြစ်ပါတယ်ဒီကနေ့မှာတော့ကျွန်မကဝင်ငါလက်ဆရှိတဲ့သခင်ယေရှုရဲ့ပုံဥပမာများကိုခဏထားပြီးတော့ပေါ့နော်ဒီကနေ့ကျွန်မတကြံသင်တန်းတုံးကတကြံနွေရာသီတမချန်းစာသင်တန်းတုံးကဝင်ငါခဲ့တဲ့Bible Study Series ကိုပြန်ပြီးတော့ဝင်ငါပေးသွားမှာဖြစ်ပါတယ်အဲ့တော့နွေရာသီတမချန်းစာသင်တန်းတုန်းကကျွန်မဝင်ငါခဲ့တဲ့ series ကတော့သင်ရှိ၌ရှိသောခါနန်ဖြစ်ပါတယ်အဲ့တော့ဘယ်အကြောင်းကိုဝင်ငါမယ်ဆိုတာကျွန်တော်တို့အားလုံး
မှန်းဆလို့ရမယ်လို့ထင်ပါတယ်ဟုတ်ပါတယ်ဒီကနေ့ဝင်ငါသွားမယ်နှုတ်ကပတ်တော်လေးကတော့ယောရှုမှတ်စာဖြစ်ပါတယ်ယောရှုမှတ်စာအခန်းကြီး1အခန်းငယ်1မှ9ကိုကျွန်မဝင်ငါပေးချင်တာဖြစ်ပါတယ်ဒီကနေ့ဝင်ငါမယ်နှုတ်ကပတ်တော်လေးရဲ့ခေါင်းစဉ်ကတော့သင်ရှေ့မှာရှိသောခါနန်ဖြစ်ပါတယ်အခြေပြုကျမ်းညွှန်းလေးကတော့ယောရှုမှတ်စာအခန်းကြီး1အခန်းငယ်1မှ9ဖြစ်ပါတယ်အဲ့တော့ဒီနှုတ်ကပတ်တော်ကိုဝင်ငါရမယ်ဆိုတဲ့အခါမှာကျွန်မအင်မတန်မှပဲစိတ်လှရှားတယ်ရင်ခုန်တယ်။နေရာဒီတမန်ကျမ်းစာသင်တန်းတော့ကလည်းကျွန်မစိတ်လှရှားရင်ခုန်ခဲ့တယ်လို့ပဲအခုချိန်လဲပြန်လဲပြီးစိတ်လှရှားရင်ခုန်တယ်။ဘာဖြစ်လို့လဲဆိုတော့ဖခင်သခင်ပေးမဲ့အောင်မြင်ခြင်းဟာကျွန်မတို့ရဲ့လက်တကမ်းကျွန်မတို့ရဲ့မျက်စိရှေ့မှာရောက်ရှိနေပြီဆိုတာကိုကျွန်မခံစားရတဲ့အတွက်ဖြစ်ပါတယ်။သို့ပါတော့လေထိုအောင်မြင်မှုကိုကျွန်မတို့ကိုယ်တိုင်ဘလို့သိမ့်ပိုက်ရယူကြမလဲဆိုတာကိုဒီကနေ့နှုတ်ကပတ်တော်အပြင်အတူတကွကျွန်တော်တို့လေ့လာခံယူကြရအောင်ကျွန်တော်တို့ယောရှုမတ်စာအခန်းကြီး1အခန်းငယ်1မှ9ကိုအားလုံးတွေ့ကြပြီဆိုရင်အတူတကွဖတ်ရှုကြရအောင်ထာဝရဘုရား၏ကျွန်မောရှေသည်အနေဆာရောက်သောနောက်မောရှေလက်ထောက်နုံဤသားယောရှုအားထာဝရဘုရားကငါ၏ကျွန်မောရှေသည်အနေဆာရောက်လေပြီတို့ဖြစ်၍သင်နှင့်သင်၌ပါသောဤလူအပေါင်းတို့သည်ယခုထ၍ယော်ဒန်မြစ်တစ်ဖက်သို့ကူကြလောဣသရေလအမျိုးသားတို့အားငါပေးသောပြည်ကိုဝင်စားကြလောမောရှေအားငါဂတိရှိသည့်တိုင်သင်တို့နင်းသမျှသောမြေကိုသင်တို့အားငါပေးမည်တိုးကြီးမှစ၍လေဗနုန်တောင်တိုင်အောင်၎င်းဥဖရတ်မြစ်ကြီးမှစ၍ဟိတ္တိပြည်တစ်လျှောက်လုံးပါလေနေဝင်ရဘက်ပင်လေကြီးတိုင်အောင်၎င်းသင်တို့နယ်အပိုင်းခြားဖြစ်ရမည်သင်အသက်တည်သည့်ကာလပတ်လုံးသင်ရှိမှအဘယ်သူမျှမခံမရက်နိုင်ရမောရှေနှင့်အတူငါရှိတဲ့ကဲ့သို့သင်နှင့်အတူငါရှိလိမ့်မည်ငါသည်သင်ကိုမစွန်းသင်ကိုပြည့်၍မထားအာယူ၍ရဲရင်ချင်းရှိလို့ဘိုးဘေးတို့အားငါပေးမည်ဟုငါကြိမ်ဆိုသောပြည်ကိုသင်သည်ဤလူတို့အားဝေ၍အမေပေးရမည်တို့ဖြစ်၍ငါ၏ကျွန်မောရှေမှထားသောတရားအတိုင်းကျင့်မည်ဟုစောင့်ရှောက်ခြင်းကအာယူ၍အလွန်ရဲရင်ချင်းရှိလောကြံစီလေသမျှတို့၌အောင်မည်အကြောင်းထိုတရားလမ်းသို့လိုက်လောလက်ရဘက်လက်ဝဲဘက်သို့မလွဲနှင့်ထိုပညာတိကျမ်းစာ၌ရေးထားသမျှအတိုင်းကျင့်မည်ဟုစောင့်ရှောက်ခြင်းအလိုငါကျမ်းစာကိုမဖတ်မရွတ်ဖဲမနေနေညမပြတ်ကြည့်ရှုဖတ်ရရမည်တို့ပြုလင်သင်သည်အကြံထမြောက်၍အောင်လိမ့်မည်သင်ကိုငါမှားထားသည်မဟုတ်လောအာယူ၍ရဲရင်ချင်းရှိလောမကြောက်နှင့်စိတ်မပြတ်နှင့်သွားလေရာရာ၌သင်၏ဖျားသခင်ထာဝရဘုရားရှိသည်ဟုမိန်တော်မူ၏ဤနှုတ်ကပတ်တော်လေးကိုဖတ်ရှုကြားနာခံယူကြတော့ဘုရားသခင်သားသမီးရောက်စီတိုင်းပညာအမျိုးမျိုးဓမ္မဉာဏ်အမျိုးမျိုးနဲ့ကြွယ်ဝပြည့်စုံခြင်းရှိကြပါစေသောအာမင်ဒီကနေ့ချစ်တော်ညီကိုမောင်များဒီကနေ့ဝင်ငါမဲ့နှုတ်ကပတ်တော်လေးရဲ့ခေါင်းစဉ်ကတော့သင်ရှင်၌သင်ရှိမှရှိသောခါနန်ဖြစ်ပါတယ်ပြောရရင်ဘုရားသခင်ဒီကျမတို့ရဲ့ရှေ့လက်တကမ်းမှာကျမတို့တို့အောင်မြင်ခြင်းကိုအစဉ်သင့်ပြင်ထားပြီးဆိုတဲ့အဓိပ္ပာယ်လည်းဖြစ်ပါတယ်ဒါပေမဲ့ချစ်တော်ညီကောင်မတို့များကျမတို့ခရစ်ယာန်အသက်တာထဲမှာနားမလည်နိုင်ခြင်းတွေများစွာရှိတယ်အဲ့တော့ခရစ်ယာန်အသက်တာလမ်းညွှန်စာအုပ်တွေအများကြီးရှိပေမဲ့အောင်မြင်ခြင်းလို့လူတွေပြောကြပေမဲ့တကယ်တမ်းအဲ့ဒီအောင်မြင်ခြင်းဆိုတာကြီးကိုရယူဖို့ဆိုတာလူတိုင်းကတအားခက်ပါတယ်လူတိုင်းကအောင်မြင်နေတာမဟုတ်ဘူးအောင်မြင်ဖို့လဲလွယ်ကူနေတာမဟုတ်ဘူးငါဒီအောင်မြင်တော်သူဖြစ်ငါဒီကောင်းကြီးခံရတော်သူဖြစ်လို့တနေ့ကိုအကြိမ်တစ်ထောင်ကြွေးကြော်လဲဘလို့မှကိုတစ်သလုံးမအောင်မြင်တဲ့သူတွေအများကြီးရှိတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ခရစ်ယာန်အသက်တာကတချို့သောဆရာတွေကပြောတတ်ကြတယ်ယေရှုရှိရင်ပြီးပြီတဲ့ယေရှုရှိရင်အားလုံးပြည့်စုံပြီလို့ပြောတတ်ကြတယ်တော့တခါမှခရစ်တော်ကိုမသိခင်ခရစ်တော်ကိုမရခင်ကတော့ဘဝလမ်းခီးကလွယ်သေးတယ်ခရစ်တော်ကိုရပြီးခရစ်တော်ရှိပြီးယေရှုရှိပြီးတဲ့အချိန်မှာကျွန်တော်တို့ယေရှုရှိရင်မပြီးတာတွေအများကြီးတွေ့ရတယ်အဲ့တော့တချို့ကပြောတယ်ခရစ်တော်ကိုသာယုံကြည်လိုက်ဘဝအားလုံးအဆင်ပြေတယ်ဘဝအားလုံးချောမွေ့တယ်ဘာမှမလိုတော့ဘူးလို့ပြောတယ်ဒါပေမဲ့တကယ်တမ်းချစ်တော်ညီကောင်မောင်တို့များကျွန်တော်တို့သိထားဖို့ကခရစ်ယာန်အသက်တာဆိုတာ battle ground စစ်မြေပြင်ဖြစ်တယ် playground ဆိုတဲ့ကစားကွင်းမဟုတ်ဘဲနဲ့ battle ground ဆိုစစ်မြေပြင်နေ့ရက်စဉ်တိုင်းတိုက်ပွဲတွေရင်ဆိုင်စရာတွေအခက်အခဲတွေပြဿနာတွေဒုက္ခတွေနဲ့တွေ့ကြုံရတယ်ဆိုတာကိုတွေ့ရတယ်အဲ့လိုပြောတဲ့အခါမှာ battle ground လို့ပြောတဲ့အခါမှာဘာကိုပြောရလဲဆိုတော့စိတ်ပိုင်းဆိုင်ရာတိုက်ပွဲဝိညာဉ်ပိုင်းဆိုင်ရာတိုက်ပွဲတွေနဲ့ရင်ဆိုင်ရတာဖြစ်ပြီးတော့ကျမတို့ဟာအစဉ်အမြဲကျမတို့ထက်အားကြီးသောရန်သူကိုရင်ဆိုင်နေရတယ်ဆိုတာကျမတို့တွေ့ရတာဖြစ်တယ်။ဧဖက်အခန်းကြီး6အခန်းငယ်7ကဘာပြောလဲ။အကြောင်းမူကားငါတို့သည်အသွေးသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်
အထွတ်မြတ်တို့နှင့်၎င်းအာနာဇတ်တို့နှင့်၎င်းလောကီမောင်မိုင်း၌အစိုးတရားပြုလုပ်သောမင်းတို့နှင့်၎င်းမိုးကောင်းငင်၌နေသောနတ်ဆိုးတို့နှင့်၎င်းဆိုင်ပြိုင်တိုက်လှန်ရကြ၏အဲ့တော့ဒီကနေ့ကျွန်တော်တို့ကရန်သူရှိတယ်တိုက်ပွဲရှိတယ်လို့ပြောတဲ့အခါမှာဟာဟိုကောင်မကတော့ငါရန်သူပဲဟိုလူကတော့ငါကိုအမြဲတမ်းတိုက်ခိုက်နေတယ်လို့ထင်တယ်ဒါပေမဲ့ကျမတို့သိထားဖို့ကကျမတို့ရဲ့ရန်သူဟာအသွေးသားရှိသောရန်သူကျမတို့ဒီအသွေးသားနဲ့ဆိုင်ပြိုင်တိုက်လှန်ရသောတိုက်ပွဲကိုတိုက်နေရတာမဟုတ်ဘဲနဲ့ဒီကနေ့နော်အထွတ်မြတ်တို့နဲ့၎င်းအာနာဇတ်တို့နဲ့၎င်းမိုးကောင်းလောကီမောင်မိုင်းနဲ့အစိုးတရားပြုလုပ်သောမင်းတို့နဲ့၎င်းမိုးကောင်းငင်မှာရှိသောနတ်ဆိုးတို့နဲ့၎င်းကျမတို့ဟာစိုင်ပြိုင်တိုက်လှန်တိုက်ပွဲဝင်နေရတယ်ဆိုတာကိုကျမတို့တွေ့ရတာဖြစ်တယ်။ထို့သဖြင့်ကျမတို့မမြင်ရတဲ့အမှောင်မိုက်တကိုးတွေနဲ့ကျမတို့ရင်ဆိုင်တိုက်လှန်နေရတာဖြစ်တဲ့အခါမှာထိုမမြင်ရသောမှောင်မိုက်တကိုးတွေဟာကိုယ့်ထက်အားကြီးနေတဲ့အခါမှာကျမတို့မှာဘေးရန်သူကိုဘလို့တိုက်ရမှန်းတောင်မသိအမြဲတမ်းဘဝမှာရှုံးနေမှုတွေနဲ့ပဲကျမတို့ရင်ဆိုင်နေရတယ်ဆိုတာတွေ့ရတယ်။ဒါပေမဲ့ချစ်တော်ညီကိုမောင်တို့များဟာငါတို့မမြင်ရတဲ့ရန်သူတွေနဲ့နေတိုင်းတက်ရတယ်အင်အားကြီးတဲ့ရန်သူတွေနဲ့နေတိုင်းတက်ရတယ်ဆိုပြီးတော့ကျမတို့ဝမ်းနဲ့နေဖို့မဟုတ်ဘူးကြေကွဲနေဖို့မဟုတ်အားငယ်နေဖို့မဟုတ်ဘဲနဲ့ဒီကနေ့ထိုရန်သူတွေဘလောက်ပဲအင်အားကြီးပါစေငါတို့ဘက်မှာငါတို့ကိုးကွယ်သောဖခင်ကအတူပါရှိတယ်ဆိုရင်ထိုရန်သူကိုကြောက်စရာမလိုဟာလေလုယာဟာလေလုယာယောတယောခန်းကြီးလေးအငယ်လေးကဘာပြောလဲချစ်သားတို့သင်တို့ဒီဖခင်သခင်နဲ့ဆက်ဆံကြ၏ထိုသူတို့ကိုလည်းအောင်ကြ၏အကြောင်းမူကားသင်တို့ဘက်၌ရှိသောသူသည်လောကဘက်၌ရှိသောသူထက်သာ၍ကြီးတော်မူ၏ဟာလေလုယာဒီကနေ့ကျွန်တော်တို့မမြင်ရသောအသွေးအသားမဲ့မှောင်မိုက်တကိုးတွေနဲ့ရင်ဆိုင်တိုက်လှန်နေရလို့ကျွန်တော်တို့အားငယ်စရာတစ်စက်မှမလိုဘာဖြစ်လို့လဲဆိုတော့ကျွန်ုပ်တို့ဘက်၌ရှိသောဖခင်သခင်သည်ကျွန်ုပ်တို့ဘက်မှာရှိတဲ့ဖခင်သခင်ကဘာဖြစ်လဲထိုလောကဘက်၌ရှိသောမှောင်မိုက်တကိုးထက်တာ၍ခွန်အားကြီးတကိုးကြီးစွမ်းအားကြီးကဲတင်ခြင်းစိတ်အားကြီးသောဖခင်ဖြစ်တယ်အာမင်အဲ့တော့ဒီကနေ့ယောရှုမတ်စာကိုကျွန်တော်တို့လေ့လာမယ်ဆိုတဲ့အခါမှာအောင်မြင်ခြင်းကိုရယူဖို့တော့ဘာလို့ဖို့လို့လဲဆိုတော့သိမ့်ပိုက်တိုက်ပွဲဝင်ဖို့လိုတယ်သိမ့်ပိုက်တိုက်ပွဲဝင်ရမယ်ဆိုတဲ့အခါမှာလဲကျွန်တော်တို့မြင်ရသောလူတွေမကောက်အသွေးသားမရှိသောမှောင်မိုက်တကိုးတွေနဲ့ပါသိမ့်ပိုက်တိုက်ပွဲဝင်ရမယ်အဲ့ဒီခါမှာကြောက်စရာမလိုဘူးဆိုတာအရင်ဆုံးပြောချင်တယ်ထိတ်လန့်စရာစိုးရိမ်စရာမလိုဘူးဆိုတာအရင်ဆုံးပြောချင်ဘာဖြစ်လို့လဲဆိုတော့ကျွန်ုပ်တို့ဘက်မှာရှိသောဖခင်သခင်သည်ထိုရန်သူထက်သာပြီးကြီးမြတ်သောဖခင်ဖြစ်တယ်အာမင်အဲ့တော့အရင်ဆုံးအနေနဲ့ယောရှုမတ်စာအခန်းကြီး1ကိုပြန်ဖတ်ချင်တယ်ထာဝရဘုရား၏ကျွန်မောရှေသည်အနေဆာရောက်သောနောက်မောရှေလက်ထောက်နုံဤသားယောရှုအားထာဝရဘုရားကငါ၏ကျွန်မောရှေသည်အနေဆာရောက်လေပြီတို့ဖြစ်၍သင်၌ပါသောလူပေါင်းတို့သည်ယခုထ၍ယော်ဒန်မြစ်တစ်ဖက်သို့ကူးကြလော့ဒီကနေ့ယောရှုမတ်စာအစမှာကိုကဘာနဲ့စလဲဆိုတော့ဝမ်းနေကြည်ကွဲဖွယ်ရာဇလန်းနဲ့အစာပြုထားဘာနဲ့စလဲဝမ်းနေကြည်ကွဲဖွယ်ဘာလဲထာဝရဘုရား၏ကျွန်မောရှေသည်အနေဆာရောက်တယ်ထိုချိန်မှာယောရှုကိုအသစ်ခန့်အပ်တယ်ဒီကနေ့ချစ်တော်ညီကောင်မောင်တို့များဘဝမှာလေနော်ကိုအားကိုရတဲ့သူဘုရားသခင်အောင်မြင်ခြင်းပေးမဲ့အချိန်ဘယ်အချိန်ဖြစ်နေလဲဆိုတော့ဘဝမှာကိုလေးစားရတဲ့သူကိုအားကိုရတဲ့သူကိုအမြဲတမ်းစောင့်ရှောက်ပေးတဲ့ပုဂ္ဂိုလ်ကိုထက်ကြီးမြတ်တဲ့ပုဂ္ဂိုလ်တစ်စုံတစ်ယောက်မရှိတော့တဲ့အချိန်အားငယ်နေတဲ့အချိန်ဝမ်းနည်းနေတဲ့အချိန်အထီးကျန်ပြီးတယောက်တည်းအဖော်မဲ့တယ်လို့ခံစားရတဲ့အချိန်မှာဖခင်သခင်ဖော်ပြလိုက်တော့ဆေလွတ်လိုက်တော့နှုတ်ကပတ်တော်ကပါတယ်ဆိုတော့ခါနန်ပြည်ဟာတင့်ရှိမှရှိတဲ့အတွက်ယခုပင်လင်သိမ့်ပိုက်ဝင်စားပါအငင်းနဲ့မှာဘာပြောလဲတို့ဖြစ်၍သင်နှင့်သင်၌ပါသောဤလူအပေါင်းတို့သည်ယခုထား၍ဂျော်ဒန်မြစ်တစ်ဖက်သို့ကူးကြလော့လူတွေအနေနဲ့ကြည့်မယ်ဆိုရင်ဒီလောက်တောင်အားကိုးရတဲ့လေးစားထိုက်တဲ့ပုဂ္ဂိုလ်ကြီးအနိစ္စရောက်သွားပြီခဏနေအောင်မယ်ဝမ်းနေအောင်မယ်ကြေကွဲအောင်မယ်ငိုကြွေးမြည်တမ်းအောင်မယ်ကျမတို့သာဆိုရင်အိယာဘောကမထနိုင်လဲအောင်ဝမ်းနေကြေကွဲမှုအထီးကျန်မှုအားငယ်မှုတွေတိမ်ငယ်မှုတွေနဲ့ဘဝကိုဒေါင်းပြီးတော့နော်လုံးဝလက်လျှော့အရှုံးပေးနေရမယ့်အချိန်တို့ထင်စရာရှိပေမဲ့ထိုအချိန်မှာရောက်လာတော့နှုတ်ကပတ်စကားကတော့ဘာလဲဆိုတော့သင်ယခုထ၍ဂျော်ဒန်မြစ်တစ်ဖက်ကိုကူးပါဒီကနေ့ချစ်တော်မိတ်ဆွေသင်ဘဝမှာအားငယ်စရာဝမ်းနည်းစရာနာကျင်စရာရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရသလားဒါမှမဟုတ်သင်သိချရတဲ့သူသင်အားကိုးရတဲ့သူနဲ့ဝေးကွာနေရသလား
ဒါမို့ထိုသူများသင်နဲ့ကျွန်ုပ်ကိုစွန့်ခွာသွားသလားသေခွဲပဲလားရှင်ခွဲပဲလားစွန့်ခွာလားဘဝမှာအနားမှာမရှိတော့ဘူးအားကိုးရာရွှေတောင်ကြီးပြိုသွားပြီလို့ခံစားနေရသလားဒီကနေ့ချစ်တော်ညီကောင်ထိုချိန်ဆိုရင်သင်မကြောက်ပါနဲ့စိတ်မပြတ်ပါနဲ့ဘာဖြစ်လို့သင်ရဲ့ဘက်၌ရှိသောဖခင်သခင်ကသင်နဲ့အတူပါရှိတော်သူဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့တော့မောရှေကွယ်လွန်ပြီးနောက်ဘသူကိုခန့်အပ်လဲဆိုတော့ယောရှုကိုခန့်အပ်တယ်ယောရှုအနေနဲ့မောရှေရဲ့နောက်ကိုနှစ်ပေါင်း40လုံးလိုက်လာခဲ့တယ်မောရှေနောက်မှာသူနေလာတယ်ဒါပေမဲ့အခုချိန်မှာသူ့ရဲ့အားကိုးရတဲ့ဆရာကြီးမရှိတော့ဘဲနဲ့သူကိုယ်တိုင်ရှေ့ထွက်ရတော့မယ်ဒီချိန်မှာယောရှုရဲ့စိတ်ခံစားချက်ကဘယ်လိုဖြစ်နေမလဲဒုက္ခပဲနော်ငါမှအားကိုးစရာဆရာမရှိတော့ဘူးငါမှအားကိုးစရာပုံကိုမရှိတော့ဘူးငါခေါင်းဆောင်မရှိတော့ဘူးဆိုထို့ပြင်ယောရှုကအခုမှအသက်တက်တဲ့ခေါင်းဆောင်ဖြစ်တဲ့အခါမှာလူတွေရဲ့ဝေဖန်မှုတွေထိုးနှက်မှုတွေတိုက်ခိုက်မှုတွေအပြင်မိမိမိစိတ်မချခြင်းတွေကိုမယုံကြည်ခြင်းတွေဒီလူတွေကလည်းကိုခေါင်းဆောင်အသက်ရဲ့နောက်ကိုစိတ်ချပြီးလုံးမလိုက်ရဲခြင်းတွေဟာသူ့နာမှာထိုလေတုဟာအင်မတန်ကိုဖိအားများတဲ့လေတုဖြစ်နေတာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကခါနာပြည်ကိုသိမ့်ပိုက်တော့ဂျော်ဒန်မြစ်ကိုကူးတော့လို့သူပြောနေတယ်ဣသရေလလူမျိုးတွေကနှစ်ပေါင်း40လုံးတိုးထဲမှာလဲခဲ့ရတယ်အဲ့ဒီတော့ကမိုးရှီလေးရှိတယ်အဲ့ဒီတော့ကကြတော့ဂျော်ဒန်မြစ်ကိုကူးပြီးခါနာပြည်ကိုသိမ့်ပိုက်ပါလို့မပြောဘဲနဲ့မိုးရှီလည်းမရှိတော့ဘူးခေါင်းဆောင်အသက်ရှိတဲ့အချိန်ကျမှဖခင်ကဗာပြောလဲဆိုတော့ခါနာပြည်ကိုသိမ့်ပိုက်ပါပြောရရင်ခါနာပြည်သည်သင်မျက်စိရှိသင်လှမ်းမြော်ကြည့်ရှိတဲ့အနေထားသင်ရဲ့လက်တကန်းကိုရောက်နေဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာလက်ခုပ်တီးပြီးဘုရားကိုချီးမွမ်းအောင်ဟာလေလုယာဒီကနေ့သင်ရဲ့အောင်မြင်မှုသင်ရဲ့ပန်းတိုင်သင်ရဲ့ယူပါယုံသင်ရဲ့အိမ်မက်တွေပြည့်စုံမှုအရှိလက်တကန်းမှာပဲရှိတော့တယ်နီးလေးပဲကြံတော့တယ်ဒီချိန်မှာကျမတို့ကကိုကူညီမဲ့သူမရှိလို့ဟိုလူမရှိလို့ဒီလူမရှိလို့ဟိုလူမပါလို့ဒီလူမပါလို့ဝမ်းနဲ့အားငယ်နေရမယ့်အချိန်မဟုတ်ဘူးကမ္ဘာ့ကျမ်းအခန်းကြီး7အငယ်9ကိုဖတ်ချင်တယ်ထာဝရဘုရားသည်အာဗြဟံအားထင်ရှား၍ဤပြည်ကိုသင်၏အမျိုးနွယ်အားငါပေးမည်ဟုမိန့်တော်မူ၏ထို့သို့ထင်ရှားတော်မူသောထာဝရဘုရားဖို့ထိုရက်၌ယဇ်ပလ္လင်ကိုတည်လေ၏ဘုရားကဒီတိုင်းပြည်ကိုမင်းကိုပေးမယ်လို့အခုမှဂတိပေးတာမဟုတ်ဘူးလွန်ခဲ့တဲ့အနှစ်400အာဗြဟံလက်ထက်မှာသူ့ရဲ့ဘိုးဘေးလက်ခရက်ဒီတိုင်းပြည်ကမင်းတို့သားစဉ်မြေးဆက်အပိုင်ဖြစ်တယ်လို့ဂတိပေးပြီးသားထိုအရာကိုကျွန်တော်တို့ဘာလို့ရမှာအခုထ၍သိမ့်ပတ်ရယူဖို့ဖြစ်တယ်အာမင်အဲ့တော့ဒီကနေ့ခုနပြောခဲ့တယ်နော်ကျွန်မပြောခဲ့တယ်ခရစ်ယာန်အသက်တာဆိုတာ playground မဟုတ်ဘဲနဲ့ battle ground တိုက်ပွဲဖြစ်တယ်စစ်မြေပြင်ဖြစ်တယ်အဲ့တော့ယောရှုမဆာမှာဣသရေလလူမျိုးတွေရဲ့တိုက်ပွဲတွေအကြောင်းကိုဖော်ပြထားတယ်ယောရှုမဆာမှာတိုက်ပွဲတွေနာကျင်မှုတွေရှုံးနိမ့်မှုတွေအောင်မြင်မှုမှတ်တမ်းတွေအခက်အခဲပြဿနာတွေကိုအသေးစိတ်ဖော်ပြထားတယ်ဘာဖြစ်လို့လဲယောရှုမဆာထဲမှာကြည့်တဲ့အခါမှာအောင်မြင်မှုတွေရှိသလိုရှုံးနိမ့်မှုတွေခက်ခဲမှုတွေအားငယ်မှုတွေနာကျင်စရာတွေအများကြီးတွေ့တယ်ဒီကနေ့ဘဝအသက်တာထဲမှာအောင်မြင်မှုကြီးမားမားရယူလိုသူတိုင်းအောင်မြင်သောပန်းတိုင်ယူပါယုံထားတဲ့သူတိုင်းသိရှိထားရမယ်ဖတ်ရှုလေ့လာထားရမယ်နှုတ်ကပတ်တော်ကတော့ယောရှုမှတ်စာပဲဖြစ်တယ်ယောရှုမှတ်စာသည်အောင်မြင်မှုပန်းတိုင်ရဲ့မှတ်တမ်းတွေဖြစ်တယ်ဒီကနေ့လူတွေကခါနန်ပြည်လို့ပြောလိုက်ရင်ကောင်းကင်နိုင်ငံတော်နဲ့ခိုင်းနိုင်ကြတယ်ဒါပေမဲ့ချစ်တော်ညီကောင်မတို့များကောင်းကင်နိုင်ငံတော်ရောက်ဖို့ကျွန်တော်တို့တိုက်ပွဲဝင်စရာလိုလားကောင်းကင်ရောက်ဖို့တိုက်ပွဲဝင်စရာလိုလားမလိုဘူးနော်သခင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပါရှင်နဲ့အရှင်သခင်ဖြစ်ခေါ်ဖိတ်လက်ခံလိုက်ရင်ကျွန်တော်တို့ဘယ်ရောက်လဲကျွန်တော်တို့ဒီကောင်းကင်နိုင်ငံရောက်တယ်ဒါပေမဲ့ကောင်းကင်နိုင်ငံရောက်တဲ့အခါမှာရန်သူရှိလားမရှိဘူးတိုက်ပွဲရှိလားမရှိဘူးမျက်ရည်ရှိလားမရှိဘူးဒါပေမဲ့ခါနန်ပြည်ကကြတော့ခါနန်ပြည်ကိုရရင်တော့ခါနန်ပြည်ထဲဝင်တဲ့အခါမှာတိုက်ပွဲတွေမျက်ရည်တွေအခက်အခဲတွေဒုက္ခတွေရှိသေးတယ်ဒါကြောင့်မလို့ကောင်းကင်နိုင်ငံကိုခါနန်ပြည်နဲ့နိုင်တာတော့နည်းနည်းတော့မကိုက်တယ်လို့ပဲပေါ့နော်အဲ့တော့ဒီကနေ့ချစ်တော်ညီကောင်မတို့များသင်ဟာဣသရေလလူမျိုးတွေကနှစ်ပေါင်း400လုံးအေဂုတ္တုပြည်မှာကျွန်ခံပြီးတော့ခက်ခဲတဲ့နေ့ရက်ခါသီးတဲ့နေ့ရက်ပင်ပန်းတဲ့နေ့ရက်တွေကိုသူတို့ရင်ဆိုင်ရတယ်ထိုအီဂျစ်ပြည်ကထွက်လာပြီးတဲ့နောက်ပိုင်းမှာလဲသေကနာရထဲမှာအနှစ်40လုံးငတ်တလက်ပြက်တလက်နဲ့နော်ရေငတ်၍နော်ဖះကတော့ကျွေးပါတယ်နော်နေ့ရက်စင်နဲ့ဝါသွားကျွေးမှုတွေအနှစ်40အလုံးသူတို့မှာပင်ပန်းခြင်းခက်ခဲခြင်းဝမ်းနည်းခြင်းတွေနဲ့သေ
တဲခန္ဓာရကိုဖျက်ကျော်ခဲ့ရတယ်ဒီကနေ့ချစ်တော်ညီကောင်မောင်တို့များသင်ဘလောက်ခက်ခဲတဲ့အတိတ်တွေခါသီးတဲ့နေ့ရက်တွေကိုသင်ကြော်ဖြတ်ခဲ့ရပေမဲ့အခုချိန်မှာသင်ဘဝရဲ့အောင်မြင်မှုကျွန်ုပ်တို့ဘဝရဲ့အောင်မြင်မှုဟာကျွန်ုပ်တို့ရဲ့လက်တကမ်းခါနန်းပြီးနော်လက်တကမ်းဂျော်ဒန်မြစ်ကိုကြော်ယုံနေတွင်အောင်မြင်မှုကအနီးနားလေးမှာရှိနေပြီအဲ့တော့အသင်းတော်တွေပဲဖြစ်ဖြစ်လူတွေပဲဖြစ်ဖြစ်ဘဝမှာအတိတ်ကနာကျင်စရာတွေကိုဒီကနေ့ထားခဲ့ပြီးတော့ဖျားပေးမဲ့ညီဖို့ချင်းချမ်းသာတည်ဟူသောခါနန်ပြည်ကိုဒီကနေ့ကျမတို့အတူတကွသိမ့်ပိုက်ဝင်စားရအောင်တခုရှိတယ်အဲ့ရပေါ်မှာလဲအိတ်နေုံနဲ့ငါဒီအောင်မြင်တော်သူဖြစ်ဤလို့နေ့ရက်စဉ်တိုင်းအခါတစ်ထောင်ကြွေးကြော်နေုံနဲ့တော့ခါနန်ပြည်ကိုမသိမ့်ပိုက်နိုင်ဘူးခါနန်ပြည်ဟာတိုက်ခိုက်သိမ့်ပိုက်ဝင်စားရမှာထို့အတူအောင်မြင်ခြင်းဟာလေတိုက်ပွဲဝင်မှရလာမဲ့အောင်မြင်ခြင်းဖြစ်တယ်ယောရှုမစာအခန်းကြီး1အခန်းငယ်1မှ4ကိုနောက်တစ်ခေါက်ပြန်ဖတ်ချင်ပါတယ်ထာဝရဘုရား၏ကျွန်မောရှေသည်အနေဆာရောက်သောနောက်မောရှေလက်ထောက်နိုဤသားယောရှုအားထာဝရဘုရားကငါ၏ကျွန်မောရှေသည်အနေဆာရောက်လေပြီသူဖြစ်၍သင်နှင့်သင်၌ပါသောဤလူအပေါင်းတို့သည်ယခုထား၍ဂျော်ဒန်မြစ်တစ်ဖက်သို့ကူးကြလော့ဣသရေလအမျိုးသားတို့အားငါပေးသောပြည်ကိုဝင်စားကြလော့မောရှေအားငါဂတိရှိသည့်အတိုင်းသင်တို့နင်းသမျှသောမြေကိုသင်တို့အားငါပေးမည်တောကြီးမှစ၍လေဗနုန်တောင်တိုင်အောင်၎င်းဥဖရတ်မြစ်ကြီးမှစ၍ဟိတ္တိပြည်တစ်လျှောက်လုံးပါလျက်နေဝင်ရာဘက်ပင်လယ်ကြီးကိုတိုင်အောင်၎င်းသင်တို့နေအပိုင်းခြားဖြစ်ရမည်အာမင်ဒီကျမ်းပိုက်ကိုဖတ်တဲ့အခါမှာယောရှုကပြောတယ်ဖယားကခါနန်ပြည်ကိုပေးပြီးသားဖယားရဲ့လူမောရှေမရှိတော့ပေမဲ့သင်တို့ဟာစိတ်ပြည့်စရာမလိုဘူးအားငယ်စရာမလိုဘူးယခုထား၍ကျမတို့ခါနန်ပြည်ကိုသိမ့်ပိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ဖယားကသူ့အလုပ်ကိုသူလုပ်နေလို့ဖြစ်တယ်တခါတရံမှာကျမတို့ကတစုံတယောက်မပါရင်ငါတို့ဘဝပြက်ပြီလို့ထင်တတ်တယ်။တစုံတယောက်မရှိတော့ရင်ငါတော့သွားပြီလို့ထင်တတ်တယ်။ဒီကနေ့ချစ်တော်ညီကောင်မောင်တို့များအထူးသဖြင့်အမှုတော်မှာဘဝအသက်တာမှာတယောက်ယောက်မရှိတော့လို့ဘဝပြက်ပြီလို့မတွေးနဲ့။ဖယားသခင်ကသူ့အလုပ်ကိုသူလုပ်နေတာဖြစ်တယ်။ဖယားကတင့်ကိုပေးမယ်ဆိုတဲ့အောင်မြင်ခြင်းကိုသူဒီဆက်လက်ပြီးတော့ပေးနိုင်သောဖယားဖြစ်တယ်။အောင်မြင်ခြင်းကိုပေးမှာမောရှိမဟုတ်ဘဲအောင်မြင်ခြင်းကိုပေးမှာအမြင့်ဆုံးသောဖယားသခင်ထာဝရဘုရားတာဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့်မလို့ကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့ရှေ့၌ရှိသောခါနန်ပြည်ကိုအတူတကွသိမ့်ပိုက်ရအောင်အဲ့တော့ကပ္ပဦးကျမ်းအခန်းကြီး7အငယ်9မှာပြောပြီးသားဒီပြည်ကိုတင့်ကိုငါပေးမယ်လို့ဂတိတော်ရှိတယ်ဒီအရာကိုသားစင်မြစ်ဆက်တန်အောင်ဖယားကဂတိတည်သောဖယားဖြစ်တယ်ချစ်တော်ညီကောင်မောင်တို့များငါတို့ဟာဣသရေလလူမျိုးများကဲ့သို့တိုးထဲမှာအနှစ်40လဲစရာမလိုတော့ဘူးဟာလေလုယာနော်ဒီကနေ့ငါတို့ဟာနော်ဖယားပေးသောခါနန်ပြည်ဂတိတော်ပြည်အောင်မြင်ခြင်းကိုသိမ့်ပိုက်ရယူရမယ့်သူတွေဖြစ်တယ်ဒီကနေ့သိမ့်ပိုက်ရယူကြမယ်နော်ကျွန်တော်တို့တိုက်ပွဲဝင်ကြမယ်လူတွေများစွာအထူးသဖြင့်ခရိယန်များစွာဟာဘာလို့ရှုံးနိမ့်နေကြရလဲဘာလို့ဒုစရိုက်ထဲမှာရုန်းကန်နေကြရလဲဘာဆိုရင်သေခါနာယဆိုတဲ့အရာတွေထဲမှာကျွန်တော်တို့ကတဝဲလေနေလို့ဖြစ်တယ်ဖယားသခင်ကကျမတို့အတွက်နော်လောကရေးရအောင်မြင်ခြင်းဝိညာဉ်ရေးရအောင်မြင်ခြင်းတွေကိုပေးပြီးသားဖြစ်တယ်ကျမတို့ထား၍သိမ့်ပိုက်ရယူရမယ့်အချိန်ဖြစ်ပြီနှစ်ကောခန်းကြီးနှစ်ငယ်14ကဘာပြောလဲငါတို့ဒီခရစ်တော်နဲ့တူအောင်ပွဲကိုအစဉ်ခံစေခြင်းကဖယားလူချင်နာကယုံကြည်သူခရိယန်တွေဟာအောင်ပွဲခံသောခရိယန်တွေဖြစ်ဖို့ဖယားအလိုရှိတယ်နောက်တစ်ခုယောမအခန်းကြီး8အခန်းငယ်30ခွန်ကလည်းဗာပြောလဲငါတို့ဒီထိုအမှုခတ်သိမ်းတို့ကိုခံစဉ်ပင်အထူးသဖြင့်အောင်မြင်ကြ၏ဖယားကယုံကြည်သူတွေကိုခရိယန်တွေကိုအောင်မြင်သူထက်အောင်မြင်သောသူ more than conqueror ဖြစ်စေခြင်းပါတယ်ဖယားကကျမတို့ကိုကယ်တင်ခြင်းပေးတဲ့ဟာနော်မှိုင်းတိုင်တိုင်ငိုင်းတိုင်တိုင်နဲ့ရှုံးနေသောအသက်တာနဲ့ကျမတို့ဒုစရိုက်ထဲမှာတဝဲလေနဲ့နေဖို့မဟုတ်ဘူးဘာဖြစ်လို့ကျမတို့အဲ့လိုဖြစ်နေလဲဆိုမိမိရဲ့အခွင့်အရေးမိမိရဲ့အရိုက်ရာမိမိကိုဖျားပေးထားတဲ့ကောင်းကြီးမင်္ဂလာနဲ့မိမိကိုဖျားပေးထားတဲ့အခွင့်အာဏာကိုနားမလည်တဲ့အခါမှာကျမတို့ဟာဘာဖြစ်ကြလဲဆိုတော့သေခန္ဓာရထဲမှာပဲတဝဲလေနေရတဲ့သူတွေဖြစ်လာတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ချစ်တော်ညီကောင်မောင်တို့များရှမာသက်အခန်းကြီး9ငယ်9ကဘာပြောလဲတောင်းကြလို့တောင်းလင်ရမည်ဒီကနေ့တိုက်ပွဲဝင်ဖို့ကကျမတို့ရဲ့တာဝန်အောင်မြင်ခြင်းကိုပေးဖို့ကဖယားရဲ့တာဝန်ဖြစ်တယ်ဖယားကဖယားအလုပ်ကိုလုပ်နေသလိုကျမတို့ကကိုယ့်အလုပ်ကိုတာဝန်ကြည့်အောင်လုပ်ရမှာဖြစ်ပါတယ်
အငယ်9မှ6ကဘာပြောလဲတင်းအသက်တီဒီကာလပတ်လုံးတင်းရှိမှာအဘယ်သူမျှမခံမရနိုင်ရမောရှေနှင့်အတူငါရှိတဲ့ကဲ့သို့တင်းနှင့်အတူငါရှိလိမ့်မည်ငါသည်တင့်ကိုမစွန့်တင့်ကိုပြည့်၍မထားအာယူ၍ရဲရင်ချင်းရှိလောဘိုးဘီတို့အားပေးမည်ဟုငါချိန်ဆိုသောပြီကိုတင်းသည်ဤလူတို့အားဝေ၍အမွေပေးရမည်ဒီကနေ့ဘုရားသခင်ကဒီနှုတ်ကပတ်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာနော်ဂတိတော်များစွာပေးတော်ဖရားဖြစ်တယ်သူဂတိပေးတယ်လူတွေကတော့ဂတိဖောက်ပြကြတယ်ကျမတို့နော်တရားတော်တောက်လို့ရတယ်ငယ်တော့ကနော်နင်ဂတိတီလာတီးတယ်မနှက်ဖန်လာမလာမယ်အဲ့ဆိုလက်ညှိုးကွေးဒီလိုလက်ချင်းချိတ်ပြီးတော့လက်ညှိုးလေးကွေးပြီးတော့ကျမလက်တန်းလေးတွေမဟုတ် sorry လက်တန်းလေးတွေကွေးပြီးတော့ကျမတို့ဂတိတွေပေးကြတယ်ဒါမှမဟုတ်လည်းလက်မချင်းကိုလက်မချင်းကိုလုပ်ပြီးတော့ကျမတို့ဂတိတွေပေးကြတယ်နော်လက်ဖွားချင်းရိုက်ပြီးဂတိတွေပေးကြတယ်တီလားမတီပါဘူးနော်ဓာတ်တောင်ကိုလည်းကြော်မယ်မိပင်လယ်ကိုလည်းဖြတ်မယ်ဒူဝင်ကျဲကိုလည်းစွတ်ပေးမယ်ဒါပေမဲ့ဒီနေ့တော့မိုးရွာလို့မလာဘူးဆိုတော့ဂတိမတီတဲ့သူတွေအများကြီးပဲဒါပေမဲ့ချစ်တော်ညီကိုမောင်တို့များကျွန်ုပ်တို့ကိုးကွယ်သောဖခင်က faithful God သစ္စာရှိသောဖခင်ထို့ပြင်ဂတိတည်သောဖခင်ဖြစ်တယ်သူသည်အာဗြဟံလက်ထက်ကလေးကပေးခဲ့သောထားခဲ့သောဂတိကိုအခုသူသည်အတည်ပြုဖို့လက်တွေကြလက်ထဲမှာထည့်ပေးဖို့သူအစဉ်သင့်ဖြစ်နေပြီဂတိတော်တွေကိုကြည့်တဲ့အခါဘာဂတိတွေလဲကြည့်လိုက်နော်အခန်းငယ်4မှ5မှဘာတွေ့လဲရန်သူကိုအောင်မြင်မယ်ဆိုတဲ့ဂတိတော်ထို့အပြင်ဘာဂတိကိုတွေ့လဲအတူပါရှိမယ်ဆိုတဲ့ဂတိတော်နောက်ဘာဂတိရှိသေးလဲသစ္စာဂတိတည်တယ်ဆိုတဲ့ဂတိတော်နောက်တစ်ခုအောင်မြင်ခြင်းကိုပေးမယ်ဆိုတဲ့ဂတိတော်သူကငါဟာဂတိကိုစောင့်ထိန်တတ်တဲ့ဖခင်ဖြစ်တယ်လို့ပြန်လဲဂတိပေးသောဂတိတော်တွေကိုတွေ့ရတယ်တစ်ချက်လောက်ကြည့်အောင်ဒီကနေ့နော်ကျမ်းစာထဲမှာဘာတွေတွေ့လဲအခန်းငယ်9မှာဆိုရင်ယောရှုမစာခန်းကြီးအခန်းငယ်9မှာရန်သူကိုအောင်မြင်ခြင်းဂတိအခန်းငယ်9မှာပဲဖခင်ရဲ့တကူဖခင်ရဲ့အတူပါရှိခြင်းဂတိနောက်ထပ်အခန်းငယ်9မှာပဲဖခင်ရဲ့သစ္စာရှိခြင်းဂတိနောက်ထပ်အခန်းငယ်6မှာအလုံးစုံအောင်မြင်ခြင်းပေးမယ်ဆိုတဲ့ဂတိနောက်ထပ်အခန်းငယ်6မှာပဲသူဟာဂတိတည်သောဖခင်ဂတိမဖြတ်တတ်သောဖခင်ဖြစ်ကြောင်းပြန်လဲဂတိပေးသောဂတိတော်ကိုတွေ့ရတယ်ဒီကနေ့ချစ်တော်ညီကောင်မောင်တို့များကျမတို့အသက်တာထဲမှာကိုဖခင်ပေးထားခဲ့တဲ့ဂတိတွေရှိလားဒီကနေ့နှုတ်ကပတ်တော်တွေကိုသိချကြည့်ကျမ်းစာထဲမှာသိချကြည့်ဖခင်သခင်သည်ဤနှုတ်ကပတ်ကျမ်းစာအပြင်ကျမတို့ကိုပေးခဲ့သောဂတိများစွာရှိတယ်ဟာလေလုယာဟာလေလုယာထိုဂတိတော်တွေဟာသူကလေထဲမှာပျောက်သွားသောဂတိတော်တွေမဟုတ်ဘဲနဲ့သင်နဲ့ကျွန်ုပ်တို့ပြည့်စုံလာမဲ့ဂတိတော်တွေဖြစ်တယ်အာမင်အာမင်ကျွန်ုပ်တို့ကိုးကွယ်သောဖခင်ဟာသစ္စာဂတိတည်သောဖခင်ဖြစ်ပါတယ်အဲ့တော့ဒီကနေ့ဘာဂတိတွေရှိလဲဆိုတာကျွန်တော်တို့အရင်ဆုံးကြည့်အောင်ရန်သူပေါ်အောင်မြင်ခြင်းဂတိတော်အငယ်9ကိုကြည့်အောင်သင်အသက်တည်ဒီကာလပတ်လုံးသင်ရှေ့မှာအဘယ်သူမျှမခံမရနိုင်ရဟာလေလုယာဟာလေလုယာဟာလေလုယာဒီကနေ့သင်ကိုစန့်ကျင်ဘက်ပြုသောသူမှန်သမျှသင်ကိုမုန်းတီးသောသူမှန်သမျှသင်ကိုအမြဲတမ်းတိုက်ခိုက်နေသောသူမှန်သမျှဖယားသခင်ကသာကျွန်ုပ်တို့နဲ့အတူရှိတယ်ဆိုရင်ကျွန်ုပ်အသက်တည်ဒီကာလပတ်လုံးကျွန်ုပ်ရှေ့မှာအပေသူမျှမခံမရနိုင်ရဟာလေလုယာဒီကနေ့ယောရှုမတ်စာအခန်းကြီး1အခန်းငယ်9ကိုကျွန်ုပ်ဆိုတဲ့နာမည်လေးနဲ့ဆိုကြည့်အောင်သင်အသက်တည်ဒီကာလပတ်လုံးသင်ရှေ့မှာအပေသူမျှမခံမရနိုင်ရဒါယောရှုကိုပေးတဲ့ဂတိဒီကနေ့သင်ကိုပေးတဲ့ဂတိကိုကျွန်တော်တို့ဒီကနေ့ claim လုပ်ရအောင်ဝန်ခံရအောင်သိမ်းပိုက်ရအောင်ဆိုကြည့်မယ်သင်ဆိုတဲ့နေရာမှာကျွန်ုပ်လည်းပြောရအောင်ကျွန်ုပ်အသက်တည်ဒီကာလပတ်လုံးကျွန်ုပ်ရှေ့မှာအပေသူမျှမခံမရနိုင်ရဟာလေလုယာဒီကနေ့ဖယားသခင်ကကျမတို့ကိုပေးတဲ့ဂတိကတော့ဘာလဲဆိုရင်ခုနပြောခဲ့ပြီးပြီရန်သူဟာသင်ရှေ့မှာကိုရောသားကျွန်ုပ်၌ရှိရင်ဘေးရန်သူမှကျွန်ုပ်ကိုတိုက်ခိုက်ခြင်းကမတက်ဆွမ်းနိုင်ဘူးအာမင်အဲ့တိယောအခန်းကြီး9အခန်းငယ်4မှ5ကိုဖတ်ကြည့်ရအောင်တိယောအခန်းကြီး9အခန်းငယ်4မှ5ဖယားသခင်သားဖြစ်သောသူမည်သည်ကလောကကိုအောင်တတ်၏လောကကိုအောင်ခြင်းအကြောင်းမူကားငါတို့၏ယုံကြည်ခြင်းပေသည်ယေရှုသည်ဖယားသခင်သားတော်ဖြစ်သည်ကိုယုံကြည်သောသူမှတပါအဘယ်သူသည်လောကကိုအောင်သနည်းဟာလေလုယာဒီကနေ့ယန်သူကိုအောင်နိုင်ခြင်းကဘသူတွေရဲ့အခွင့်အရေးလဲဆိုတော့ယေရှုခရစ်တော်ရဲ့သားသမီးတိုင်းရဲ့အခွင့်အရေးဖြစ်တယ်ဒီကနေ့ယန်သူလက်နက်တစ်စုံတစ်ခုမှသင်ပေါ်မှာအထာမမြောက်ရအောင်အာမင်သင်အသက်တည်ဒီကာလပတ်လုံးကျွန်ုပ်အသက်တည်ဒီကာလပတ်လုံးကျွန်ုပ်ရှေ့မှာအပေသူမြမခံမရနိုင်ရဟာလေလုယာဖခင်သခင်ပေးသောဂရုတော်ကိုဝန်ခံသိမ်းပိုင်မယ်အာမင်အာမင် I receive it နော်ဖခင်သခင်ပေးသောဂရုတော်ဟာအင်မတန်မှကြီးမြတ်သောဂရုတော်ဖြစ်တယ်ကျမတို့အယံဝမ်းမြောက်တယ်
နောက်ထပ်ဂတိတော်နံပါတ်2ကပါလဲသူဟာအစဉ်အမြဲကျွန်ုပ်တို့နဲ့အတူရှိမယ်ဆိုတဲ့ဂတိဖြစ်တယ်အာမင်ကျမတို့သက်တာထဲမှာမိုးရှင်မရှိတော့တဲ့အခါမှာဣသရေလလူမျိုးတွေအယံဝမ်းနဲ့ကြေကွဲသလိုပဲကျမတို့ဘဝသက်တာထဲမှာကိုသိချေရတဲ့သူကိုသိအားကိုးရတဲ့သူကိုသိလေးစားရတဲ့သူတယောက်ကကိုနာမှာမရှိတော့ဘူးဆိုရင်အင်မတန်အားငယ်တယ်အင်မတန်စိတ်ပြတ်တယ်အင်မတန်ဝမ်းနေတယ်အချစ်နဲ့အသက်ရှင်နေတဲ့လူဆိုပိုဆိုးတယ်အချစ်မရှိရင်ဘဝပြတ်တယ်လို့ကျမတို့ခံစားတတ်တယ်ကျမတို့ကချစ်ရတဲ့သူတစ်စုံတစ်ယောက်မရှိရင်အသက်မရှင်ခြင်းတော့နော်မင်းမရှိရင်အသက်မရှင်ခြင်းကိုဘွားလည်းဘာဆိုဘာလို့စိတ်လည်းမပေါအောင်ဘာမှလည်းမလုပ်ချင်တော့ဒါပေမဲ့ဒီကနေ့ချစ်တော်ညီကောင်တို့ကကျွန်တော်ပြောပြမယ်ကျမတို့သိချစ်ပါတယ်ဆိုတဲ့လူတွေကျမတို့သိအားကိုးပါတယ်ဆိုတဲ့လူတွေဟာကျမတို့အနားမှာအစင်အမြဲမရှိပေးနိုင်ဘူးကျမဘွားမှာဆိုရင်ကျမအဖေကိုကျမအရင်ချစ်တယ်အရင်လည်းလေးစားတယ်အရင်လည်းအားကိုးတယ်သူ့ဘာတော်လဲအဖေဟာကျမတို့နဲ့ခွဲခွာပြီးတော့အခုအဖရဲ့ရင်ခွင်ထဲမှာရောက်နေပြီကျမတို့ငယ်ငယ်တုန်းကတော့အဖေတော့တခုခုခလုတ်တိုက်ရင်တော့အဖေလို့တန်းတားလိုက်ရင်အဖေကပြေးလာပြီးဆွဲထုတ်ပေးတယ်အခုချိန်မှာကျမတို့ဘိုးကမခလုတ်တိုက်ရင်ဆွဲထုတ်ပေးမဲ့အဖေမရှိဘူးတခါတော့အားငယ်တယ်အသက်ပဲ40ကျော်နေပြီအားငယ်သေးလားဆိုငယ်ပါတယ်တခါတည်းမှာတော့အချစ်ရှိရင်ဘိုးကမအားလုံးပြည့်စုံပြီလို့ထင်တယ်တိုးတိုးလေးအချစ်ကလည်းအမြဲတမ်းအနားမှာမရှိပေးနိုင်ဘူးဒီခါမှာကျမတို့ဘိုးကမှာငါဘိုးကဆုံးရှုံးမှုတွေနဲ့ပဲရင်ဆိုင်ရရမယ်လို့ခံစားတတ်ပါတယ်ဒါပေမဲ့ချစ်တော်ညီကောင်မတို့များယာတီတွေအလီလီပြောင်းလဲလို့တင်သိချစ်တဲ့အားကိုးတဲ့လူတွေတယောက်ပြီးတယောက်တင့်အနာကနေစွန့်ခွာသွားပေမဲ့လေကျွန်ုပ်တို့ရဲ့အနာမှာအစင်မြဲရှိတော်သူကတော့ကျွန်ုပ်တို့ကိုးကွယ်သောဖခင်သခင်ဖြစ်တယ်အာမင်ဟေဘဲအခန်းကြီး73အခန်းငယ်9ကိုဖတ်ခြင်းတယ်သင်တို့၏ကြင်ကြံပြုမှုခြင်းသည်ငွေကိုတတ်မှတ်ခြင်းနှင့်ကင်းလို့၍ကိုယ်၌ရှိသောဥစ္စာနှင့်ရောင်ရဲခြင်းရှိကြလောအကြောင်းမူကားငါသည်တင့်ကိုမစွန်းတင့်ကိုအလင်းပြီး၍မထားဟုဂတိတော်ရှိအာမင်ဒီကနေ့ခုနပြောခဲ့သလိုပဲလူတွေတယောက်ပြီးတယောက်ပြောင်းလဲသွားတယ်ယာတီဥရုတွေအချိန်တော့ယာတီတွေအလီလီပြောင်းလဲသွားຫນွေမိုးဆောင်အဖြစ်မဲ့ပြောင်းလဲနေပြီမဲ့မပြောင်းလဲသောမေတ္တာမပြောင်းလဲသောချစ်ချင်းနဲ့ကျွန်ုပ်တို့အနာမှာအစင်မြေရှိနေတော်သူငါသည်တင့်ကိုမစွန့်အလင်းပြည့်၍မထားလို့ဂတိပေးတော်သူကတော့ကျွန်ုပ်တို့ကိုးကွယ်သောဖခင်သခင်ပဲဖြစ်ပါတယ်နောက်ထပ်ကျမ်းစာတစ်ခုဖတ်ပါမယ်မဿဲခန်းကြီး28အခန်းငယ်20ဖြစ်ပါတယ်ငါသည်သင်တို့အားပေးသမျှသောပြည့်ညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းကဆုံးမဩဝါဒပေးကြလောငါသည်လည်းကက်ကဘာကုံတီတိုင်အောင်သင်တို့နှင့်အတူအစင်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏ဒီကနေ့ခုနပြောခဲ့တယ်သိချရတဲ့သိအားကိုးရတဲ့လူတွေကက်ကဘာကုံဖို့မပြောနဲ့မိမိဘဝရဲ့အဆုံးတိုင်အောင်အတူမရှိပေးနိုင်ပေမဲ့ဒီကနေ့ကျမတို့ကိုးကွယ်သောဖခင်ဟာကျမတို့ယခုဘဝနောင်ဘဝကကာလအဆုံးတိုင်အောင်သူဒီကျွန်ုပ်တို့နားမှာအစင်မြဲရှိသောဖခင်ဖြစ်တယ်ဒီကနေ့ဘလောက်တောင်နှွေးထွေးတဲ့ဂတိတော်လဲဘလောက်တောင်ချစ်ဖို့ကောင်းတဲ့ဂတိတော်လဲလူတွေဟာမင်းကိုထာဝရချစ်ပါတယ်နော်ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဖြားနာသည်ဖြစ်စေအိုသည်ဖြစ်စေလို့ဂတိတွေထားကြပြီမဲ့ထိုသူတွေကတောင်စွန့်ခွာသွားတော်လေဒီကနေ့ယာတီတွေအလီလီပြောင်းလဲ၍လူတွေစွန့်ခွာသွားချိန်မှာတောင်ကကဘာကုံတိတိုင်အောင်ကျွန်ုပ်တို့အနာမှာရှိနေမယ်လို့ကိုရောကဂတိထားခဲ့တာဖြစ်တယ်ဒီကနေ့ကိုရောပေးခဲ့တဲ့ဂတိတော်နံပါတ်1ကပါလေသင်အသက်တည်တည်ကာလပတ်လုံးသင်ရှိမှာအဘယ်သူမှမခံမရက်နိုင်ဘူးနင့်ကိုဘေးရန်သူကမှမထိခိုက်နိုင်ဘူးလို့ကိုရောကကျမတို့ကိုဂတိပေးထားတယ်နံပါတ်2ဂတိကတော့သင်နဲ့အတူငါဟာကကဘာကုံတိတောင်အစင်မြဲတူပါရှိမယ်။တင်းကိုငါမစွတ်တင်းကိုအလင်းပြည့်၍မထား။တင်းနဲ့တူအမြဲတမ်းရှိပေးမယ်။တကယ်လေးရှိပေးနေတဲ့ထိုဂတိကိုအမြဲတမ်းတည်တော်ဖရားဖြစ်တယ်။နံပါတ်3မဿဲခန်းကြီး28အငယ်20မှာပဲရှိပါတယ်။ခုနပြောခဲ့တယ်။ငါသည်လည်းကကဘာကုံတိတောင်တင်းတို့နဲ့အတူအစင်မြဲရှိမယ်။နောက်တစ်ခုဘာဂတိလဲဆိုရင်အလုံးစုံအောင်မြင်ခြင်းဂတိ။တစ်ကောအခန်းကြီး15အငယ်50ခုကိုဖတ်ချင်ပါတယ်။ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ခြင်းအခွင့်ကိုပေးတော်မူသောဖခင်သခင်ကျေးဇူးတော်သည်ကြီးလှစွာတကားဒီကနေ့ဖခင်သခင်ကဘာပြောထားလဲကျွန်တော်တို့ဒီကနေ့သိမ့်ပိုက်ရရှိရမယ့်အောင်မြင်ခြင်းတွေဟာဘသူအားဖြင့်ရမှာလဲဆိုတော့ငါတို့သခင်ယေရှုခရစ်အားဖြင့်ဘသူကိုပေးလဲငါတို့အားအောင်ခြင်းအခွင့်ကိုပေးတယ်ဒီကနေ့အောင်မြင်ခြင်းလောကရေးရအောင်မြင်ခြင်းဝိညာဉ်ရေးရအောင်မြင်ခြင်းစိတ်နှလုံးရေးရအောင်မြင်ခြင်းဆိုရယ်အောင်မြင်ခြင်းတွေကိုသိမ့်ပိုက်ရယူဖို့ရန်အတွက်
ဖခင်ကဂတိပေးပြီးသားဖြစ်တယ်တင့်ကိုအောင်မြင်ခြင်းပေးတာငါနော်လောကအရာတွေမဟုတ်ဘူး तू ပြောပြီးသားဖြစ်တယ်ဟုတ်ပြီနောက်ထပ်ကျမ်းချက်တစ်ခုဖတ်ခြင်းနဲ့ယောမအခန်းကြီး၄အခန်းငယ်21ဂတိထားတော်မူသောသူသည်ဂတိတော်အတိုင်းတက်နိုင်တော်မူသည်ကိုစိတ်ဆွဲလန်းလေ၏ထို့ကြောင့်သူ၏ယုံကြည်ခြင်းကိုသူ၏ဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူဒီကနေ့တင်းနဲ့ကျွန်ုပ်ကိုဒီလိုဂတိတွေပေးနေတာဘာတူလဲဖျားဖြစ်တယ်လူမဟုတ်ဘူးလူဂတိကတော့မယုံနဲ့တကယ်ပြောတာလူရဲ့ဂတိကတော့မယုံနဲ့လူကတော့ဂတိကိုအမြဲချိုးဖောက်တယ်ပြောလိုက်လူတွေတရားရောဂတိပေးလိုက်အာလူလားမပေးနဲ့လို့သာပြောလိုက်အားလုံးအာလူတွေကြီးပဲဒါပေမဲ့ဒီဂတိကျွန်တော်ကျမတို့ကိုပေးနေတဲ့ဂတိပေးနေတဲ့သူကဘာတူတော့ဖျားသခင်ဖြစ်တယ်ထိုပုဂ္ဂိုလ်သည်ဂတိထားတော်မူသောသူသည်ဂတိတော်အတိုင်းတက်နိုင်တော်မူတယ်တဲ့ဘာကိုပြောတာလဲထိုသူသည်ဂတိတည်တယ်ထိုသူသည်လှုပ်ပေးဖို့ရန်စေနာရှိတယ်လို့လှုပ်ပေးဖို့ရန်စွမ်းအားတကိုးဂတိတော်အတိုင်းသူသည်ဆောင်ရွက်ဖို့ရန်စွမ်းအားတကိုးလည်းရှိသောပုဂ္ဂိုလ်ဖြစ်တယ်အာမင်ဒါကြောင့်မလို့ချစ်တော်ညီကိုမောင်တို့များကျွန်တော်ဘဝတတာထဲမှာစဉ်းစားကြည့်လိုက်ဖခင်သခင်ဒီဘာဂတိတွေပေးခဲ့လဲထိုဂတိတွေကိုဒီကနေ့သင်သိမ့်ပိုက်ရရှိပြီးပြီလားမရသေးဘူးဆိုရင်မကြာခင်မှဖခင်ပေးတော့မယ်ဟာလေလုယာဖခင်သည်သစ္စာဂတိတည်၍သူဂတိအတိုင်းဆောင်ရွက်လိုသောဖခင်ဖြစ်တယ်အာမင်ဟေဘဲခန်းကြီး7ငယ်1ကဘာပြောလဲယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်မမြင်သေးသောအရာတို့ကိုသိမှတ်ဆွဲလန်းခြင်းဖြစ်ငါကတော့မရတော့ပါဘူးငါကတော့မဖြစ်နိုင်တော့ပါဘူးငါကတော့မတတ်နိုင်တော့ပါဘူးဖခင်ရဲ့ဂတိတော်တွေကလည်းဂုထီလည်းရောက်မလာတော့ပါဘူးဆိုပြီးတော့စိတ်ပြက်အားငယ်နေဖို့မဟုတ်ဘဲနဲ့ဘာလဲဆိုငါရရှိပြီးတကယ်တော့ယုံကြည်ခံယူဖို့ဖြစ်တယ်ဘာဖြစ်လို့လဲမမြင်ရသေးသောအရာတို့ကိုသိမှတ်ဆွဲလန်းတယ်အောင်မြင်သူသည်အောင်မြင်ခြင်းအကြောင်းကိုသိမှတ်ဆွဲလန်းတော်သူဖြစ်တယ်ဟုတ်ပြီအငယ်9မှ10ကိုဖတ်ခြင်းနဲ့တို့ဖြစ်၍ငါ၏ကျွန်မောရှေမှာထားသောတရားတိုင်းကျင့်မည်ဟုစောင့်ရှောက်ခြင်းကအာယူ၍အလွန်ရဲရင်ခြင်းရှိလို့ကြံစီလေသမျှတို့၌အောင်မြည်အကြောင်းထိုတရားလမ်းသို့လိုက်လို့လက်ရဘက်လက်ဝဲဘက်သို့မလွဲနေထိုပညတ်တိကျမ်းစာ၌ရေးထားသမျှအတိုင်းကျင့်မည်ဟုစောင့်ရှောက်ခြင်းအလွန်ကကျမ်းစာကိုမဖတ်မရွတ်ဘဲမနေနေညမပြတ်ကြည့်ရှုဖတ်ရရမည်တို့ပြုလင်သင်သည်အကြံထမြောက်၍အောင်မြင်လိမ့်မည်တခုတော့ရှိတယ်ငါသည်အောင်မြင်သောသူဖြစ်၏လို့ခုနှစ်ကြိမ်ခုနှစ်ခါကြွေးကြော်တိုင်းလည်းမအောင်မြင်အောင်မြင်ဖို့ရန်ဖျားပေးသောအောင်မြင်ခြင်းကိုသိမ့်ပိုက်ရယူဖို့ရန်လိုအပ်တဲ့အဓိကအချက်ရှိတယ်အခန်းငယ်9နဲ့10မှာနံပါတ်1ဖျားခိုင်းတဲ့အတိုင်းလုပ်ရမယ်ပြည့်ညတ်တော်ကိုစောင့်ထိန်ရမယ်လို့ဘာပါလဲတရားအတိုင်းကျင့်မည်တရားအတိုင်းကျင့်ရမည်ဘာကိုပြောတာလဲဖျားရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာအတိုင်းလိုက်လျှောက်အသက်ရှင်ခြင်းရှိရမည်အောင်မြင်ခြင်းဟာအိတ်လိုက်စားလိုက်နဲ့ရနေသောအရာမဟုတ်ဘူးပိုင်ဆိုင်လာသောအရာမဟုတ်အောင်မြင်ခြင်းကိုရဖို့ရန်လိုအပ်ချက်ကတော့ဘာလဲဆိုတော့ဖယားသခင်နှုတ်ကပတ်တရားတော်အတိုင်းအသက်ရှင်လိုက်လျှောက်ခြင်းရှိရမယ်နံပါတ်2ဖယားသခင်နှုတ်ကပတ်တရားတော်ကိုအစဉ်အမြဲအောက်မေ့ဆင်ခြင်ရမည် meditate လို့ခေါ်တယ်နေ့ညမပြတ်စိတ်ထဲမှာတရားတော်ကိုတွေးဆဆင်ခြင်နေရမယ်နောက်တစ်ခုထိုပြည့်ညတ်တရားတော်ကိုယိုသေးလေးစားခြင်းရှိရမယ်ပြောင်းပြန်ပြောမယ်နော်အငယ်ရှိကစပြောမယ်ဆိုရင်နော်ကျွန်ုပ်တို့ရဲ့မျက်စိရှေ့မှာရှိနေသောခါနင်းပြည်ကိုသိမ့်ပိုက်ဝင်စားဖို့အောင်မြင်ခြင်းကိုထား၍သိမ့်ပိုက်ဖို့ဆိုရင်ကျမတို့မှာလိုအပ်နေတဲ့အဓိကအကြောင်းအရာနံပါတ်1ကတော့ပြည့်ညတ်တော်ကိုယူသေးခြင်းဆိုတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကိုယူသေးလင်းမြတ်ခြင်းယုံကြည်ခြင်းအပြည့်ရှိရမယ်ယုံကြည်ခြင်းနဲ့ယူသေးလင်းမြတ်ခြင်းနှုတ်ကပတ်တော်တမန်ကျမ်းစာငါဘဝအသက်တာရဲ့နှုတ်အစာဖြစ်တယ်လို့ခံယူ၍နေ့ရက်အစဉ်တိုင်းယူသေးလင်းမြတ်စွာလိုက်လျှောက်နားထောင်ခြင်းသည်အောင်မြင်ခြင်းရဲ့လမ်းစာဖြစ်တယ်အသက်တာရှည်ခြင်းရဲ့လမ်းစာဖြစ်တယ်ကောင်းစားခြင်းရဲ့လမ်းစာဖြစ်တယ်အကြံထမြောက်ခြင်းရဲ့လမ်းစာဖြစ်တယ်အောင်မြင်ခြင်းရဲ့လမ်းစာဖြစ်တယ်နံပါတ်1ထိုနှုတ်ကပတ်တရားတော်ကိုယိုသေးခြင်းလေးစားခြင်းရှိယုံတယ်မကဘူးထိုနှုတ်ကပတ်တရားတော်ကိုအောက်မေ့ဆင်ခြင်ခြင်းပြောရင် meditate လုပ်ခြင်းရှိရမယ်ထိုအရာဒီအောင်မြင်ခြင်းရဲ့လမ်းကြောင်းပေါ်တင်ပေးသောအရာဖြစ်တယ်နှုတ်ကပတ်တော်တမန်ကျမ်းစာမဖတ်တော့သူမှာအောင်မြင်ခြင်းမရှိဘူးနှုတ်ကပတ်တော်တမန်ကျမ်းစာကိုမတွေးခေါ်မစင်စားမစင်ခြင်းနှုတ်ကပတ်တော်ကိုချစ်မြတ်နိုးခြင်းမရှိတော့သူမှာအောင်မြင်ခြင်းမရှိဘူးတချို့ကတော့ဟုတ်ပြီဖတ်ရှုတယ်လေ့လာတယ်ချစ်မြတ်နိုးတယ်ဒါပေမဲ့အသက်တာထဲမှာလက်တွေ့မလိုက်လျှောက်ဘူးဆိုရင်လည်းအောင်မြင်ခြင်းပန်းတိုင်ကိုမရောက်နိုင်ဘူးအဲ့တော့နှုတ်ကပတ်တော်ကိုမျက်နှိုးခြင်းသည်ချစ်မြတ်နိုးခြင်းသည်ယိုသေးလေးစားခြင်းသည်အောင်မြင်ခြင်းရဲ့လမ်းစာဖြစ်တယ်ထိုနှုတ်ကပတ်တော်ကိုနေညမပြတ်ဆင်ခြင်းအောင်မြင်ခြင်းသည်လမ်းကြောင်းပေါ်ရောက်နေခြင်းဖြစ်တယ်အောင်မြင်ခြင်းလမ်းကြောင်းပေါ်ရောက်နေခြင်းဖြစ်တယ်အောင်မြင်ခြင်းရဲ့ပန်းတိုင်ကိုလက်တွေ့အရောက်လှမ်းဖို့ကတော့ထိုနှုတ်ကပတ်တရားအတိုင်း
လက်ပွဲဘက်လက်ရဘက်တို့မယိမ်းပဲတဲ့လိုက်လျှောက်တတ်တော်သူသည်အောင်မြင်ခြင်းပန်းတိုင်ကိုရောက်နေတာဖြစ်တယ်ဒီကနေ့နော်ပြည့်ညက်တရားကိုလိုက်လျှောက်ရမယ်တရားကိုကျင့်ရမယ်ပြောတဲ့ခါမှာငါတို့ပြည့်ညက်တရားနဲ့မဆိုင်တော့ဘူးအဲ့လိုမဟုတ်ဘူးနှုတ်ကပတ်တရားတမန်ကျမ်းစာကိုပြောတာဖြစ်တယ်အဲ့တော့ငါတို့ကဂျေဇုတရားအောက်မှာဆိုပြီးတော့လှုပ်ချင်တာလှုပ်တောက်စားပျော်ပါနေခြင်းတလို့နေလို့တော့အောင်မြင်ခြင်းကတင့်တဲ့ထဲကိုရောက်လာမှာမဟုတ်ဘူးဒီနေ့ဂျေဇုတရားလက်အောက်မှာဆိုပေမဲ့လှုပ်ချင်တာလှုပ်အသက်ရှင်လို့မရဘူးဒါဆိုအောင်မြင်မှုနဲ့ဝေးမယ်အောင်မြင်ခြင်းနဲ့အသက်ရှင်ခြင်းဘာလို့ရမလဲနှုတ်ကပတ်တော်ဟာအရေးကြီးဆုံးပဲဖြစ်တယ်နှုတ်ကပတ်တော်ဒီအရေးကြီးဆုံးပဲဖြစ်တယ်တစ်ချက်လောက်ကြည့်ရအောင်တစ်ပေခန်းကြီး2အခန်းငယ်2တစ်ကစားဖတ်ပါမယ်ထို့ကြောင့်သင်တို့သည်သခင်ဖျား၏ကျေးဇူးတော်ကိုမြည်ဆန်းကြသည်ဖြစ်၍အမျိုးမျိုးသောမနာလိုခြင်းလှည့်ပြားခြင်းလျှို့ဝှက်ခြင်းညူစုခြင်းကဲ့ရဲ့ခြင်းရှိသမျှကိုပယ်ရှား၍ကဲတင်ခြင်းအလိုငါနှုတ်ကပတ်တရား၏နှုတ်ဆက်အားဖြင့်ကြီးပွားမိအကြောင်းဖွားဆသောတငယ်ကဲ့သို့ထိုတရားနှုတ်ကိုအလွန်လိုချင်သောစိတ်ရှိကြလောဒီကနေ့ကျမတို့ကလေးဘဝမှာလေကလေးတွေရဲ့စိတ်ဆန္ဒအာယုံကတစ်ခုပဲရှိတယ်ချိုဆို့ဖို့ကလေးတွေမှာတခြားအကြောင်းအရာမစင်စားဘူးသူတို့အလွန်လိုသူတို့ကိုသွားပြီးရွှေလက်စွပ်တွေရွှေလက်ကောက်တွေနော်ဖရာရီကားကြီးတွေလက်ဆောင်သွားပေးလေကလေးတွေစိတ်ဝင်စားဘူးကလေးတွေစိတ်ဝင်စားတာပါသူ့အမေရဲ့ချိုတစ်မျိုးပဲနို့ဒီကနေ့ချစ်တော်ညီကောင်မောင်နှမများအောင်မြင်သောသူစိတ်ဝင်စားသောအရာကဘာလဲဆိုတော့နှုတ်ကပတ်တရားစစ်ကိုအင်မတန်လိုချင်သောစိတ်ရှိတယ်ဒီကနေ့ဘာပြောလဲနှုတ်ကပတ်တရားဟိနှုတ်စစ်အပြင်ကြီးပွားမိအကြောင်းဖွားဆသောသူငယ်ကဲ့သို့ထိုတရားနှုတ်ကိုအလွန်လိုချင်သောစိတ်ရှိတယ်ဒီကနေ့ကျွန်တော်တို့ဘဝမှာဖျားပေးသောအောင်မြင်ခြင်းလောကကပေးသောအောင်မြင်ခြင်းကိုတော့ကျွန်မမသိပါဘူးစိတ်လည်းမဝင်စားပါဘူးဒီကနေ့ဖျားပေးသောအောင်မြင်ခြင်းကိုရယူသိမ့်ပိုက်ခြင်းတယ်ဆိုနံပါတ်1နှုတ်ကပတ်တော်ကိုအင်မတန်လိုခြင်းတောင့်တသောစိတ်နဲ့ချစ်မြတ်နိုးခြင်းရှိရမယ်နောက်တစ်ဖက်ပါမယ်ယောဘအခန်းကြီး23အခန်းငယ်7ထားတော်မူသောပြည့်ညတ်တို့ကိုငါမပဲနှုတ်တော်ထွက်စကားတို့ကိုငါရင်ခွင်၌တူထားပါ၏ယောဘကဘလောက်တောင်ပြောလဲနှုတ်ကပတ်တော်တမန်ကျမ်းစာကို तू ဘလောက်တောင်ချစ်လဲရင်ဝင်ထဲမှာပိုက်ထားတယ်တချို့လဲကျမ်းစာအုပ်ကိုချစ်တယ်နော်ကျမ်းစာအုပ်ကိုတအားချစ်ကြတယ်ဘလောက်တောင်ချစ်လဲဆိုခေါင်းအောက်မှာထားတယ်ခေါင်းအောင်ဘေးမှာထားတယ်တချို့ဖျားစင်မှာထားတယ်ဘာဖြစ်လို့ကျမတချို့မေးတယ်နင်တို့ဘာလို့ခေါင်းအောင်မှာထားလဲသေချောက်မှာကြောက်လို့ဒီကနေ့ချစ်တော်ညီကောင်မတို့ကျမတို့ကကျမ်းစာအုပ်ကြီးကိုချစ်ဖို့ဟုတ်ပါတယ်ချစ်တာကောင်းပါတယ်ခေါင်းအောင်မှာထားတာကောင်းတယ်အလွန်မြတ်နိုးတာကောင်းတယ်သို့တော်လည်းပြောချင်တာပါရင်ဝယ်၌တူမိထားတယ်ဘာပြောနှုတ်ကပတ်တော်တမန်ကျမ်းစာကိုနေ့ရက်အစဉ်တိုင်းချစ်မြတ်နိုးဖတ်ရှုလက်ရင်ထဲမှာနှလုံးသားလေးတစ်ချက်ခုန်လိုက်တိုင်းနှုတ်ကပတ်တော်စီးထွက်တာဖြစ်တယ်ဟာလေလုယာနော်အဲ့တော့နောက်တစ်ခုနှုတ်ကပတ်တော်ကိုအင်မတန်ချစ်မြတ်နိုးရဲ့နှုတ်ကပတ်တော်ကိုရင်ထဲမှာသိမ်းဆည်းထားတဲ့အပြင်နံပါတ်2ဘာလို့ဖို့လို့လဲနှုတ်ကပတ်တော်ကိုဆင်ခြင်အောင်မေ့ဖို့လိုတယ်နော်ဆာလန်1ကိုအားလုံးသိကြတယ်အားလုံးလည်းအလွတ်ရကြတယ်အလွတ်ရရင်တော့အလွတ်ဆိုကြည့်ကြတာပေါ့နော်ဆာလန်1အငယ်1နဲ့2ကိုဖတ်ပါမယ်မတရားသောသူတို့၏တိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့၏လက်တွင်မရက်မနေမထီမဲ့မြင်ပြုသောသူတို့၏အစည်းအဝေး၌မထိုင်ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနေ့ညမပြတ်ဆင်ခြင်အောင်မေ့သောသူသည်မင်္ဂလာရှိဒီကနေ့အောင်မြင်ခြင်းမင်္ဂလာကိုသိမ့်ပိုက်ရယူတဲ့သူတွေရဲ့အသက်တာထဲမှာဘာကိုတွေ့ရလဲဆိုနှုတ်ကပတ်တရားကိုအမြဲတမ်းဆင်ခြင်အောင်မေ့နေတယ်နှုတ်ကပတ်တော်ဒီကျွန်ုပ်ရဲ့ခြေရှိမှာမိကွက်ဖြစ်တယ်လို့နားလဲပြီးထိုမိကွက်ကလမ်းပြတဲ့အတိုင်းသွားတယ်ထို့ပြင်နှုတ်ကပတ်တော်ကိုနေ့ညမပြတ်ဆင်ခြင်အောင်မေ့တတ်တယ်ခေါင်းထဲမှာစဉ်းစားလိုက်တိုင်းနှုတ်ကပတ်တော်တွေထွက်လာတယ်မျက်စိမိတ်လိုက်ရင်နှုတ်ကပတ်တော်အကြောင်းပဲတွေးမိတယ်အိမ်နေတောင်ကျမ်းစာတွေပဲအလွတ်ဆိုမိတယ်ဆိုပါတော့နှုတ်ကပတ်ကိုဒီလောက်တောင်ချစ်မြတ်နိုးရမှာဖြစ်တယ်ဒီကနေ့ချစ်တော်ညီကောင်တို့များအောင်မြင်ခြင်းကသင်အတွက်ပဲအောင်မြင်ခြင်းကသင်ရဲ့လက်တကမ်းမှာရှိနေတယ်အောင်မြင်ခြင်းကိုရယူသိမ့်ပိုက်ဖို့ရန်ပထမဦးဆုံးခြေလှမ်းကတော့ဖခင်ရဲ့တရားတော်ဒီဟုသောနှုတ်ကပတ်တော်တမန်ကျမ်းစာကိုချစ်မြတ်နိုးဆင်ခြင်အောင်မေ့၍ထိုတရားလမ်းအတိုင်းအသက်ရှင်ခြင်းပဲဖြစ်တယ်အဲ့တော့ဒီကနေ့နှုတ်ကပတ်တော်လေးကိုကျွန်မကဒီနေရာမှာရနာခြင်းတယ်နောက်ပတ်တွေမှာလာအောင်မယ် series လိုက်ကျွန်တော်တို့သွားမှာဖြစ်တယ်အဲ့တော့သင်သည်အနှစ်40လုံးတောထဲမှာလဲခဲ့ပြီးသောသူတွေအများကြီးရှိမယ်အခက်အခဲဒုက္ခပြဿနာဆင်းရဲခြင်းတွေများစွာကြုံတွေ့ဘူးသောသူတွေဒီထဲမှာရှိနေတယ်ဒီကနေ့ကျွန်ုပ်တို့ရဲ့ဆင်းရဲခြင်းနဲ့သင်ရဲ့ဆင်းရဲခြင်းတူခြင်းမှလည်းတူမယ်ကျွန်ုပ်တို့ခံစားခဲ့ရအခက်အခဲဒုက္ခသင်အခက်အခဲဒုက္ခတူခြင်းမှတူမယ်ဒါပေမဲ့အားလုံးသိကြတယ်ကျွန်တော်တို့အားလုံးဟာအခုတောလဲနေကြတာ
ဒီကနေ့တိုးလေယာကျမ်းကထွက်ပြီးတော့ကျွန်တော်တို့ယောရှုမတ်စာအားဖြင့်ခါနန်ကိုသိမ်းပိုက်ရမယ့်အချိန်ရောက်နေပြီအာမင်အာမင်ဘာဖြစ်လို့ဆိုသင်ရှေ့မှာခါနန်ပြည်ဟာလက်တကမ်းမှာပဲရှိတယ်အဝေးကြီးမှာရှိပြီးတော့ဟိုကိုမသိမ်းပိုက်နိုင်ကိုနဲ့မဆိုင်ကိုနဲ့အဝေးကြီးမှာရှိတဲ့ကိုမပိုင်တဲ့အရာမဟုတ်ဘူးသင်ပိုင်ဆိုင်ရမယ့်အရာဖြစ်တယ်ဒါပေမဲ့ထိုအောင်မြင်ခြင်းကိုရယူသိမ်းပိုက်ဖို့ရန်ပထမဦးဆုံးခြေလှမ်းကတော့ဖခင်ရဲ့ဂတိတော်ကိုဆွဲလန်းခြင်းနဲ့နှုတ်ကပတ်တော်အတိုင်းအသက်ရှင်ခြင်းပဲဖြစ်တယ်ဆိုတာကိုကျွန်မဒီကနေ့ပြန်လည်ပြီးတော့ခွန်အားပေးတိုက်တွန်းနှိုးဆော်လိုပါတယ်အားလုံးခါနန်ပြည်ကိုအတူတကွသိမ်းပိုက်ကြရအောင်အရောက်စီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေအာမင်ဟာလေလုယာဒီနေ့နှုတ်ကပတ်တော်ကအရောက်တိုင်းကိုစကားပြောရဲ့လားဒီနေ့နှုတ်ကပတ်တော်ဒီတင့်အတွက်ဖြစ်တယ်အာမင်နှုတ်ကပတ်တော်ဒီတင့်အတွက်ဖြစ်တယ်နှုတ်ကပတ်တော်ဖြစ်တော်မူသောယေရှုခရစ်တော်ဒီတင့်အတွက်ဖြစ်တယ်နှုတ်ကပတ်တော်ကိုနားလည်စေနိုင်သောဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းအပြင်ယနေ့အရောက်စီတိုင်းဘုရားသခင်တင့်ကိုစကားပြောပါစေအာမင်ဒီနေ့သခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်နဲ့အရှင်သခင်ဖြစ်ခေါ်ဖိတ်လက်ခံရခြင်းမရှိသေးသောသူများရှိပါသလားသို့မဟုတ်ဒီနေ့ခရစ်တော်လာခဲ့ရင်ကိုချီဆောင်ခြင်းမှာပါဝင်မယ်မပါဝင်ဘူးမသေးချာတဲ့လူများရှိပါသလားယေရှုပြည့်သခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်နဲ့အရှင်သခင်ဖြစ်ခေါ်ဖိတ်လက်ခံတာမသေးချာခဲ့ဘူးဆိုရင်ဒီနေ့အချိန်ဒီသင်အတွက်ဖြစ်ပါတယ်ယေရှုပြည့်ကျွန်တော်နောက်ကလိုက်ဆိုဖို့ရန်အတွက်ဖိတ်ခေါ်ခြင်းပါတယ်လက်ကလေးတွေကိုဖြန့်ထားပါမျက်လုံးလေးတွေကိုမှိတ်ထားပါကျွန်တော်နောက်ကလိုက်ဆိုပေးပါသခင်ယေရှုခရစ်တော်ဖခင်ကိုရောကိုခေါ်ဖိတ်ပါ၏ကိုရောအားကယ်တင်ပိုင်ရှင်ဖြစ်၎င်းအရှင်သခင်ဖြစ်၎င်းတဆူရီသောဖခင်အဖြစ်၎င်းခေါ်ဖိတ်လက်ခံပါ၏ယနေ့မှစပြီးကျွန်ုပ်ရဲ့နှလုံးသားထဲသို့ဝင်တော်မူပါအုပ်စိုးတော်မူပါကောင်းကင်စိတ်ကမ်းရောက်သည့်တိုင်အောင်ကျွန်ုပ်ရဲ့ဝိညာဉ်ကိုလမ်းပြပို့ဆောင်ပေးပါမြတ်သောသခင်ယေရှုခရစ်တော်ဖခင်နာမ၌ခမည်းတော်ထာဝရဖခင်သားတော်ယေရှုခရစ်တော်ဖခင်တန်ရှင်သောဝိညာဉ်တော်ဖခင်ထံတော်မှာယူသေးစွာဖြင့်တောင်းလျှောက်ပါ၏အာမင်အာမင်ဟာလေလုယာဒီနေ့ဒီဆုတောင်းချက်ကိုကျွန်တော်နဲ့အတူဆုတောင်းနေဆိုရင်ယေရှုပြု၍အသင်းတော်နဲ့ဆက်သွယ်ပေးပါအသင်းတော်ကတင့်ကိုကူညီဖို့ရန်အတွက်အစဉ်သင့်ရှိပါတယ်အသင်းတော်ရဲ့ဖုန်းနံပါတ်တွေကိုခေါ်ချင်တယ်ဆိုရင်တော့31 98433 399253 396 ဖုန်းနံပါတ်တွေကိုခေါ်ပြီးမှယနေ့သင်လိုချင်တဲ့အရာကိုအသင်းတော်မှာမေးမြန်းလို့ရပါတယ်အမှုတော်ဆောင်တွေကသင်ကိုကူညီဖို့ရန်အတွက်အစဉ်သင့်ရှိပါတယ်ကျွန်တော်တို့နောက်တစ်ပတ်ကျွန်တော်တို့အတူကပြန်တွေ့ကြမယ်မတွေ့ခင်အထိကျွန်တော်တို့ဘုရားသခင်ထံမှာကောင်းကြီးတောင်းခံရအောင်ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍ဆောင်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောခမည်းတော်ထာဝရဘုရားရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ဘုရား၏ကျေးဇူးတော်တန်ရှင်သောဝိညာဉ်တော်ဘုရား၏မိတ္တာရဖွဲ့ခြင်းစုကျေးဇူးပေါင်းတို့သည်ယနေ့ကိုးကွယ်ကြသောပင်လုံမိသားစုများအကြီးဆုံးမှအငယ်ဆုံးနဲ့တကွဆက်ဆိုင်သောမိသားစုအားလုံးအပေါ်၌တော်၎င်းမြန်မာနိုင်ငံကြီးအပေါ်၌တော်၎င်းကမ္ဘာအရရမှသခင်ယေရှုခရစ်တော်ကိုကိုးကွယ်ကြသောကရုဏာခံရာဦးလေးများအားလုံးအပေါ်၌တော်၎င်းယခုမှစ၍ကာလအစဉ်မြဲတက်ရောက်တည်ရှိတည်နေပါစေသောအာမင်အာမင်ဟာလေလုယာအရောက်တိုင်းဘုရားရှင်ကောင်းကြီးပေးပါစေနောက်တစ်ပတ်ပြန်တွေ့ကြမယ်နောက်တစ်ပတ်ဒီအချိန်ဒီနေရာမှာအားလုံးကိုပြန်လဲတွေ့ချင်ပါတယ်အရောက်တိုင်းဘုရားရှင်ကောင်းကြီးပေးပါစေ